နော်မြတ်စွာဘုရားပထမဦးဆုံးရှေ့တန်းတင်ပြီးတော့ဟောပြတဲ့ဂုဏ်ကဘာလဲလို့မေးရင်အရဟံဂုဏ်ပဲဟုတ်တယ်မဟုတ်လားနော်ဣတိပိသောဘဂဝါထိုဘုရားရှင်ကိုရောမြတ်ကြီးသည်လို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အရဟံဆိုတာဘာပြောတာတော့ကိလေသာခတ်သိငြိမ်းတော်မူတာဒီနေ့မှာအရဟံဂုဏ်တစ်လုံးလေးကိုပဲဦးဇင်းတို့နော်ကျေးဇူးတော်ရှင်ဆရာဘုရားကြီးများနော်အထက်ကရာဆရာကြီးများအဓိပ္ပာယ်အများကြီးဖွင့်ပြီးတော့ပြတာရှိတယ်အဲ့ဒါဦးဇင်းတို့မင်းကွန်းဆရာဘုရားကြီးရဲ့နော်ကျေးဇူးရှင်ဖြစ်တဲ့မိခင်ကြီးလည်းဖြစ်တဲ့နော်ဓမ္မမိခင်ကြီးဖြစ်တဲ့နော်သီလရှင်ဆရာကြီးရေးတာလေးရှိတယ်အဲ့ဒါတော်တော်ကောင်းတယ်။ဘာပြောထားတော့ဆိုတော့အပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှ1500သောကိလေသာရန်သူတို့ကိုအကျွမ်းမဲ့ပေတတ်ဝါဒနာအငွေ့တဲ့တကွာထို1500သောကိလေသာတို့မှဝေးကွာစိတ်ကိုယ်ရ၌ပဲမကောင်းမှုကိုမပြုဖြစ်မှုခြင်းဖန်အတန်တန်လက်တော်တန်တရားစိတ်ဤအထောက်အကတို့ကိုဖျက်ဆီးကြီးကဲလွန်မြတ်ဂုံတကကြောင့်လူနတ်ပြမတတ္တဝအလုံးတို့ပူဇော်ထူးကိုခံယူတော်မူခြင်းကထိုက်တန်တော်မူပါပေသောအရဟံဂုံရှင်5မျိုးသူအဓိပ္ပာယ်ပြတယ်။ဒါစာပေနဲ့အညီပါပဲဟုတ်လားတလုံးချင်းလေးကိုနားလည်ဖို့လိုတယ်အဲ့ဒါလေးကိုကိုကစဉ်းစားခြင်းဆင်ခြင်နေဆိုရင်အဲ့ဒီစာပိုက်လေးကိုရအောင်ချက်ဖို့ဒီအရင်နှီးလေးတော့စိုက်မှရမှာနော်ရအောင်ချက်မထားလို့ကတော့ဟိုစခုရှိရနော်အာဂုံရမှအာဃလို့နော်ဒီပြင်နေရာမှာတော့မပြောတတ်ဘူးဘုရားရဲ့ဂုဏ်တော်တွေကိုရအောင်ချက်ထားရင်တော့အာဃလို့ဖြစ်နိုင်တယ်ဟုတ်လားနောက်ရှင်မေ့သွားမှာလေစိတ်ထဲမှာပြောတော့နားလေတယ်လို့ဖြစ်မယ်နော်ဒီစာလေးစီထားတာကိုကိုကရမယ်ဆိုလို့ရှိရင်ဒါကိုပြန်ဆိုလိုက်တာနဲ့ဒီအိဗယ်ကနားလေပြီးသားသဘောပေါက်ပြီးသားဒါမျိုးတွေကအာဂုံရဖို့လိုအပ်တယ်ဟုတ်ရဲ့လားအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုံမှ1500သောကိလေသာရန်သူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပေတတ်ဘလောက်အ내အတိဗယ်လေးနဲ့လဲရှင်းပြနေတရားအရှိကြီးနောက်ထပ်ပြောတဲ့ဟာတွေအများကြီးရှိသေးတယ်ဟုတ်လားအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုံမှ1500သောကိလေသာရန်သူတို့ကိုကိလေသာရန်သူကိုဘယ်လိုအတိဗယ်ဖွင့်တာလဲအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းတဲ့အဲ့ဒါဖြစ်ခြင်းရဲ့အကြောင်းများကြီးပြောနေရင်ရှေ့မှာဆိုလို့အတူချုပ်ပြီးတော့သူကပြောလိုက်တာအလွန်ဉာဏ်ကြီးပါတယ်အဲ့ဒီသီလရှင်ဆရာကြီးကနော်အပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှ1500သောကိလေသာရန်သူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပေတတ်ကိလေသာကိုရန်သူနဲ့တင်စားတယ်အရဟတမေဉာဏ်ကိုတန်လျက်နဲ့တင်စားတယ်အရဟတမေဉာဏ်တန်လျက်ဖြင့်အကျွမ်းမဲ့ပေတတ်ဝါဒနာအငွေ့ဓာတ်နဲ့တကွာထို1500သောကိလေသာတို့မှဝေးกว่าဟောဒါကအဓိပ္ပာယ်တစ်မျိုးဖြစ်သွားပြီကိလေသာကိုတတ်တဲ့နေရာမှာဝါဒနာတော့မကြံဘူးလို့ပြောတာဟုတ်လားဝါဒနာအငွေ့ဓာတ်နဲ့တကွာထို1500သောကိလေသာတို့မှဝေးกว่าစိတ်ကိုယ်ရ၌ပဲမကောင်းမှုကိုမပြုတယ်ဟောဒါလည်းအလွန်ရေးပါတယ်လို့ထင်တယ်အများစုကမကောင်းမှုကိုလူရှိသူရှိပဲရှောင်ကြတာများတယ်ဟုတ်တယ်မလားလူကိုယ်ရဆိုလို့ရှိရင်သိပ်ပြီးတော့ထက်မတွယ်ဘူးပေါ့နော်ဒီစိတ်ကမြတ်စွာဘုရားရဲ့နော်ဟိုကာယကံမှုဝစီကံမှုမနောကံမှုကလူရှိနဲ့ကိုယ်ရမှာကွက်ပြားခြားနားမှုမရှိဘူးဒီတိုင်းကြီးပဲတမင်ဆောင်စည်းနေရတယ်လို့လည်းမရှိပါဘူးဟုတ်လားဒါကိုဘာပြောတော့နော်စိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုချိန်ပန်အတန်တန်လက်တဲ့သောတန်တရားစိတ်အထောက်အကန့်တို့ကိုဖြစ်စေတယ်ဒါကပရိစ္ဆေသမုပ္ပါဒ်နဲ့နော်ဆက်ပြီးတော့ပြောရင်အလွန်ကောင်းမယ်ပေါ့သို့တော့အချိန်မရပါဘူးဟုတ်လားစိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုချိန်ပန်အတန်တန်လက်တဲ့သောတန်တရားစိတ်အထောက်အကန့်တို့ကိုဖြစ်စေကြီးကဲလွန်မြတ်ဂုံတကတ်ကြောင့်လူနတ်ပြမတတ္တဝအလုံးတို့၏ပူဇော်ထူးကိုခံတော်မူခြင်းကထိုက်တန်တော်မူသောနော်သီလသမာဓိပညာဝိမု ക്തി မု ക്തി ဉာဏတသနာဂုံကျေးဇူးအရာမှာမြတ်စွာဘုရားကိုမှီတဲ့လူမိတဲ့နတ်မိတဲ့ပြမမရှိဘူးတဲ့ဒါကြောင့်အမျိုးမျိုးသောတတ္တဝါတို့ရဲ့ပူဇော်တာကိုခံယူတိုက်တယ်ဒါကြောင့်လည်းအရဟံဂုံလို့ခေါ်တယ်လို့အရဟံဂုံရဲ့အတိပ္ပယ်ကိုဘယ်နှမျိုးပြောတော့5မျိုးအဲ့တော့ဦးဇင်းတို့ဂုံတော်9ပါးတဲ့ကနော်အရဟံဂုံနဲ့တမ္မာသမ္ဗုဒ္ဓဂုံကိုကျွမ်းကျင်ကြည်ပြတ်ပြတ်နားလည်မယ်ဆိုရင်ကိုတော်တော်ကောင်းတယ်ဟုတ်လားအဲ့တော့တမ္မာသမ္ဗုဒ္ဓဂုံကဆိုဘာပြောတာတော့သစ္စာညေယဓမ္မအပုံအလုံးစုံကိုအကုန်မကြံမျက်ရွှေဉာဏ်ဖြင့်အမှန်ထိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူပါပေသောတမ္မာသမ္ဗုဒ္ဓဂုံရှင်ဟုတ်လားသစ္စာညေယဓမ္မအပုံအလုံးစုံကိုအကုန်မကြံမျက်ရွှေဉာဏ်ဖြင့်အမှန်ထိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောဒါလည်းကြက်ထားဖို့လိုတယ်နော်ရကျင်တယ်ဆိုရင်တော့ကြက်ထားဖို့လိုတယ်ဟုတ်လားသစ္စာညေယသစ္စာ၄ပါးရယ်ညေယဆိုတာညေရန်တရား၅ပါးကိုပြောတာညေရန်တရား၅ပါးကိုပိဋကတို့မှတ်သားဖို့မှာပါမြာသင်္ခါရဝိကာရနဲ့လက္ခဏာပညာနိဗ္ဗာန်တဟုနော်ညေရန်တရား၅ပါးဆိုတာသင်္ခါရတရား
ဝိကာရတရားလက္ခဏာတရားနော်နိဗ္ဗာန်တရားပြဉ္ညာတရားဒါဒီလိုပြောတော့ပိဿတုရဲ့စိတ်ထဲမှာနားလည်မှုကသိပ်ပြီးတော့မလွယ်သေးဘူးအများကြီးရှင်းပြမှရအဲ့ဒါဦးဇင်းတို့တောင်မြတ်စွာဘုရားကြီးရှင်းပြတာရှိတယ်လောကကြီးမှာတကယ်ရှိတဲ့တရားတွေကဘာတွေလဲဆိုရင်စိတ်ရဲ့စေတသိက်ရဲ့ရုပ်ရဲ့နိဗ္ဗာန်ရဲ့ပရမတ္ထတရား၄ပါးရှိတယ်နော်နောက်ထပ်ပြဉ္ညာဆိုတာရှိသေးတယ်ဟောပြဉ္ညာကဘယ်သူပဲဘယ်ဝါပဲဘာပဲညာပဲဘလို့ပုံသဏ္ဍာန်ပဲဘာခေါ်တဲ့အနတ်မဲတွေတကယ်မရှိဘဲနဲ့ဟောမသုံးမဖြစ်သုံးနေရတဲ့မပြောမဖြစ်ပြောနေရတဲ့ပြဉ္ညာတရားတွေကမရှိဘူးလားနော်တကယ်ထင်ရှားရှိတာကစိတ်စေတသိက်ရုပ်နိဗ္ဗာန်ပြီးတော့ပြဉ္ညာဟောပြဉ္ညာကတော့တကယ်ထင်ရှားမရှိဘူးသို့တော့သူလည်းပဲသုံးနေရတယ်ပေါ့ဟုတ်လားအဲ့တော့ဒီ၅မျိုးကိုပဲဒါညီရန်တရား၅ပါးလို့ခေါ်တယ်လို့အကြံဉာဏ်မှတ်လို့ရတယ်စိတ်စေတသိက်ရုပ်နိဗ္ဗာန်ပြဉ္ညာဟုတ်လားဒါပေမဲ့ညီရန်တရား၅ပါးကိုပြောတဲ့နေရာမှာတော့ဟောဟာတာတစ်မျိုးနဲ့ပြောတယ်ညာသင်္ခါရဝိကာရနဲ့လက္ခဏာပြဉ္ညာနိဗ္ဗာန်တဟု၅ရသိရညီရန်တရားဟုတ်လားဒီမှာသင်္ခါရဆိုတာစိတ်ရဲ့စေတသိက်ရဲ့အနိဗ္ဗာန်ယုတ်18ပါးရဲ့ဒါကိုသူကသင်္ခါရတရားလို့ခေါ်တာနိဗ္ဗာန်ယုတ်10ပါးကသူကဘာတုံးဆိုတော့ဝိကာရနဲ့လက္ခဏာလို့သူဒီလိုနားလဲရမယ်နော်ဝိကာရယုတ်ဆိုတာရှိတယ်လက္ခဏာယုတ်ဆိုတာရှိတယ်နိဗ္ဗာန်ပြဉ္ညာကတော့စောသွားတယ်ပါသွားတယ်ပေါ့နော်အဲ့တော့ညီရန်တရား၅ပါးဆိုတာဘာလဲလို့မေးရင်စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပြဉ္ညာလို့ဒီလိုကိုယ်သဘောလေးနဲ့ကိုယ်နားလဲထားဖို့မလိုဘူးလားလိုတယ်အဲ့တော့သိစရာရှိတာတွေကိုအကုန်သိတယ်ဆိုတော့လောကမှာသိစရာဒီ၅မျိုးကလွယ်လို့ဘာမှမရှိဘူးစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပြဉ္ညာအဲ့ဒါကိုမြတ်စွာဘုရားဆရာမကိုတန်ဘူးဉာဏ်နဲ့ကိုတော်တိုင်ထွန်းဖောက်ပြီးတော့မှန်မှန်ကန်ကန်သိတော်မူမြင်တော်မူတယ်ဒါကိုဘာခေါ်တော့သမ္မာသမ္ဗုဒ္ဓဂုဏ်လို့ဒီလိုပြောတာပြီးတော့ဦးဇင်းတို့သမ္မာသမ္ဗုဒ္ဓဂုဏ်နဲ့ပတ်သက်ပြီးတော့ကြည်ကြပြည့်ပြည့်နော်အများကြီးနားလည်စရာတွေရှိတယ်အဲ့ဒါလေးကိုနောက်ပိုင်းမှာဦးဇင်းဆက်ပြောပဲအခုဒီ၉ပါးလေးကိုနည်းနည်းလိပ်ပတ်လေအောင်နားလည်စီခြင်းသေးတယ်အလုံးတော့နားလည်ပြီးသားဖြစ်မှာပါလေဟုတ်လားသမ္မာသမ္ဗုဒ္ဓဂုဏ်ပြီးတော့ဘာလာတော့ဝိဇ္ဇာစရဏတမ္ပန္နောနော်ဝိဇ္ဇာဆိုတာအတိဓာတ်စရဏဆိုတာအကျင့်ဓာတ်ဟုတ်လားအတိရဲ့အကျင့်ရဲ့နဲ့ပြည့်စုံတော်မူတာတမ္ပန္နဆိုတာပြည့်စုံတော်မူတာဒီနေ့မှာဝိဇ္ဇာဆိုတဲ့အတိကဘလို့အတိမျိုးတော့နော်၃ပါးဝိဇ္ဇာပုတိအာနဲ့နော်ဝိမစေဣတိဆိုတာဒါလေးတွေအချင်းချုပ်လေးတွေနားလည်ဖို့လိုတယ်ဟုတ်လားပုတိအာနဲ့ပြည့်စုံရပါလို့ဤလို့ချို့ဆူတောင်းလေးတွေတူတူတုတ်တုတ်တွေ့ဘူးမယ်နော်ပုဆိုတာပုပ္ပေနိဝါဒနုဒတိအဘိညာဉ်နောက်ဖြစ်ခဲ့တဲ့ဘဝအစဉ်တွေကိုပြန်ပြီးတော့သိနိုင်တာမြင်နိုင်တာဒီဉာဏ်ကိုပုပ္ပေနိဝါဒနုဒတိဉာဏ်ပေါ့နော်ဒီဆိုတာဘာတော့ဒိဗ္ဗစက္ခုနော်ဘုံကွယ်ထားတဲ့အရာနော်ပရိသေနော်သုတိနေတဲ့ပုဂ္ဂိုလ်ပရိသေနေနေဒါတွေကိုပါသိနိုင်တယ်မြင်နိုင်တယ်အလွန်နူးညံ့သိမ်မွေ့ဆိုတာနဲ့ထွန်းဖောက်ပြီးတော့မြင်နိုင်တဲ့ဉာဏ်ဒိဗ္ဗစက္ခုဉာဏ်နတ်တို့ရဲ့မျက်စိကဲ့သို့သိနိုင်မြင်နိုင်တဲ့ဉာဏ်ပေါ့အကျဉ်းမြင်ပြီးတော့အာတောခယဉာဏ်ဆိုတာကနော်အာတောတရားကုန်ခန်းတဲ့အရတ္တမေဉာဏ်ကိုပြောတာနော်ပုတိအာအဲ့ဒါကိုဝိဇ္ဇာ၈ပါးဆိုပြီးတော့ပြောတဲ့နေရာမှာနောက်ထပ်၅မျိုးထပ်ထည့်ရမယ်အဲ့ဒီ၅မျိုးကဘာတုံးဆိုတော့ဝိမစေဣတိတဲ့ဒါမာစီစောဘုရားကြီးကအတူတူလေးစီပေးတာဝိဆိုတာဝိပဿနာဉာဏ်ကိုပြောတာရုပ်ဉာဏ်ကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးတင်ပြီးတော့သိနိုင်တဲ့မြင်နိုင်တဲ့ဉာဏ်ဝိပဿနာဉာဏ်နော်မဆိုတာကမနောမယိတ္တိဉာဏ်ကိုပြောတာနော်စိတ်နဲ့ပြီးတဲ့နောက်ထပ်ခန္ဓာတစ်ခုနောက်ထပ်ခန္ဓာတွေဖန်ဆင်းနိုင်ပုံစံတူဖန်ဆင်းနိုင်မနောမယိတ္တိဉာဏ်ဆိုဟုတ်လားဝိမစေဆိုတာစေတောပရိယဉာဏ်တော်ရဲ့စိတ်အကြံစီတွေကိုသိနိုင်တာဟုတ်လားပြီးတော့ဗါတော့ဣဆိုတာကဣတိဝိဒဉာဏ်အမျိုးမျိုးသောတကုဖန်တင်မှုတွေအမြည်ကြီးတဲ့ရှိုးသွားနိုင်တာမျိုးမိုးပေါ်ပြန်နိုင်တာမျိုးဟုတ်လားဒါမျိုးအမျိုးမျိုးဖန်ဆင်းနိုင်တာကိုဣတိဝိဒဉာဏ်လို့ခေါ်တာဟုတ်လားပြီးတော့ဗါတော့ဒီဆိုတာကဒိဗ္ဗသောတနော်နတ်တို့ရဲ့နားကဲ့သို့အလွန်ဝေးကွာတဲ့နေရာကပြောတဲ့နော်ချားထားတဲ့နေရာကပြောတဲ့အတန်ကိုကြားနိုင်တာဟုတ်လားအဲ့ဒါကိုဘာခေါ်တော့ဝိဇ္ဇာ၈ပါးနော်ပုတိအာရဲ့ဝိမာစေဣတိရဲ့ပေါင်းလိုက်လို့ရှိရင်ဝိဇ္ဇာညာ၈ပါးနောက်တစ်ပါးရှိသေးတယ်စရဏတရား15ပါးတဲ့နားလည်ဖို့လိုတယ်ဒါနားလည်မှတလုံးချင်းဩမြတ်စွာဘုရားမှာဒီအည်သွေးရှိတယ်လို့ကိုယ်ကစဉ်းစားသင်ခြင်းလို့ရမှာနော်ဟုတ်လားအဲ့တော့စရဏတရား15ပါးဆိုတာဘာလဲနော်စရဏတရား15ပါးဆိုတာကနော်သူတော်ကောင်းတရား9ပါးရယ်ဇန်4ပါးရယ်နောက်တော့ဦးဇင်းတို့တီအိမ်ဘောဇာဆိုတော့ရှိသေးတယ်အချင်းချုပ်ကလေးတွေကိုပဲဦးဇင်းကအခုပြောတာပါဟုတ်လားသူတော်ကောင်းတရား9ပါးဆိုတာကနော်တတ္တာတတိဟိရိဥတ္တပဝရိယသုတ္တပညာ
သူတော်ကောင်းဥစ္စာ9ပါးနဲ့နည်းနည်းလေးကွယ်လွဲတယ်သူတော်ကောင်းဥစ္စာ9ပါးဆိုတာကတတ္ထာတိလဟိရိဩတ္တပသုဒ္ဓစာကပညာဒီနေမှာဘာပြောင်းလဲသွားလဲဆိုတော့နော်တတိနဲ့ဝရိယနဲ့ကနော်သူတော်ကောင်းတရား9ပါးထဲမှာပါတယ်ဟုတ်လားသူတော်ဥစ္စာ9ဖြာဆိုတာတဲ့ကြတော့တိလရဲ့စာကရဲ့အဲ့ဒီတတိနဲ့ဝရိယနေရာမှာအစားထိုးလိုက်တယ်အဲ့ဒီနှစ်ခုအလဲလေကျန်တဲ့5ပါးကတူတယ်ဟုတ်လားအခုရှရဏတရား15ပါးဆိုတာကတတ္ထာတတိဟိရိဩတ္တပသုဒ္ဓဝရိယသုဒ္ဓပညာတော်ဒီလိုသွားတာဟုတ်လားဒါကိုစမုတ်လေးတွေလည်းစီးထားတာရှိပါတယ်နောက်တတ္ထာတတိဟိရိဩတ္တဝရိယနဲ့သုဒ္ဓပညာ9ဖြာတတ္တမဟုမှတ်ဟုတ်လားတောင်မိုးစတော်ဘုရားကြီးရေးတာဟုတ်လားတတ္တာဆိုတာတလုံးချင်းကိုပြောနေတရားရှိမှာဆိုလို့ဟုတ်လားယတနာ3ပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံကံရဲ့ကျိုးကိုယုံကြည်တာတတ္တတရားနောက်တတိဆိုတာကိုယ်ခန္ဓာမှာဘာဖြစ်နေတယ်လဲဆိုတာအမှန်ကအောက်မေ့နေတဲ့သဘောတရားဟုတ်လားဟိရိဩတ္တပဆိုတာမကောင်းမှုပြုရပြောရတွေးရမှာကိုရှက်တဲ့သဘောကြောက်တဲ့သဘောနောက်ဝရိယဆိုတာကအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးစားအထုတ်တဲ့သဘောနောက်သုဒ္ဓဆိုတာဘုရားဟောဒေသနာတွေကိုအများကြီးသိထားမြင်ထားတဲ့သဘောပညာဆိုတာကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်နားလည်တဲ့သဘောလို့အကျဉ်းမြင့်အလောက်တော့နားလည်ရမယ်အဲ့ဒီသူတော်ကောင်းတရား9ပါးမြတ်စွာဘုရားတန်တာမှာရှိတယ်ဒါစရဏတရား15ပါးတဲကအစိပ်ပိုင်းလေးတစ်ခုနောက်ထပ်ဦးဇင်းတို့ဇန်4ပါးပထမဇန်ဒုတိယဇန်တတိယဇန်သတုဒ္ဓဇန်ပေါင်းလိုက်ရင်7ပါးရှိပြီနော်နောက်ထပ်4ပါးကျန်တာကဘာလဲဆိုတော့တိအိမ်ဘောဇာတိဆိုတာတိလနော်ဆိုင်ရာတိလတွေမြတ်စွာဘုရားမှာပြည့်စုံတယ်နော်တိပြီးတော့ဘာလို့အိမ်ဆိုတာအိန္ဒြိယတံဝရမျက်စိနာနာလျှာကိုယ်စိတ်ကိုလုံးဝစောင့်စည်းနိုင်တာမြင်ချင်းကြားချင်းကြောင့်ဒီအာယုံ6ပါးနဲ့တွေ့ကြုံခြင်းကြောင့်ရာဂဒေါသမဖြစ်အောင်စောင့်စည်းနိုင်တဲ့သဘောအိန္ဒြိယတံဝရဟုတ်လားဘောဆိုတာကဘောဇနမတ္တင်ညုတ္တာနော်အစားအသောက်မှာအတိုင်းရှည်ကိုသိတာဒါငါနဲ့တင်တယ်မတင်ဘူးငါဘလောက်စားတင်တယ်မစားတင်ဘူးဒါနားလေဖို့တိတ်မလွယ်ဘူးလိုက်နာဖို့တောင်မပြောနဲ့နားလေဖို့တောင်တိတ်မလွယ်ဟုတ်လားဘယ်အစာအာဟာရကိုနဲ့တင်တယ်မတင်ဘူးဆိုတာဒါဓမ္မတို့ဦးဇင်းတို့ကောင်းကောင်းမသိကြဘူးမသိလို့တခါလေးစားတော့ပြီးဒုက္ခတွေရောက်ဟုတ်လားဘလောက်စားတင်တယ်ဆိုတာလည်းတိတ်မသိဘူးကြိုက်ရင်ကြိုက်တယ်လို့ကောင်းရင်ကောင်းတယ်လို့အများကြီးစားပြလိုက်တာတွေမရှိဘူးလားရှိတယ်အဲ့ဒါဘောဇနမတ္တင်ညုတ္တာမြတ်စွာဘုရားအစားတော့မှအတိုင်းရှိကိုသိတော်မူတယ်ပြီးတော့ဘာတော့ဇာဆိုတာဇာဂရိယာနုယောကအိတ်အနေနေတာကိုပြောတာနော်အိတ်အနေအလွန်နေတာကိုဇာဂရိယာနုယောကထကြွနှိုးကြမှုရှိတယ်တာမန်အဖြစ်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေက4နာရီလောက်ပဲအိတ်တင်တယ်လို့ဆိုတယ်နော်အဲ့လိုမျိုးထကြွမှုလုံလဝရိယထက်တန်တာကိုဒါပါခေါ်တော့ဇာဂရိယာနုယောကနှုတ်ကြားတယ်ပေါ့နော်အဲ့ဒါဦးဇင်းတို့စတနာတရားဘယ်နှပါးဖြစ်သွားတော့15ပါးအဲ့ဒီဝိဇ္ဇာစရဏနဲ့ပြည့်စုံတော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားဒီဝိဇ္ဇာစရဏတမ္မနာဆိုတဲ့ဂုဏ်ကိုရတော်မူတယ်ပေါ့ဝိဇ္ဇာစရဏတမ္မနာပြီးတော့ပါတော့သုကတောတဲ့သုကတဆိုတာတတ္တဝါတို့အားအကျိုးများကြောင်းဟုတ်မှန်သောတရားစကားကောင်းကိုသာပြောကြားတော်မူသောမြတ်စွာဘုရားသုကတဆိုကောင်းသောစကားရှိတယ်သုကတရဲ့အဓိပ္ပာယ်ကလည်းအများကြီးပဲရှင်ဘုရားတို့ဤတို့ကောင်းစွာကြွလာတော်မူခြင်းရှိတော်မူသောတဲ့ဒါလည်းသုကတရဲ့အဓိပ္ပာယ်ပဲမဲခင်ရှစ်ဖြာတင့်တယ်သောအမူအရာဖြင့်နိဗ္ဗာန်သို့ကြွတော်မူသောတဲ့ဒါကတော့မဟာရှိစောဘုရားကြီးရဲ့အနေအဓိပ္ပာယ်လေနော်မဲခင်ရှစ်ပါးအကျင့်မြတ်နဲ့အမြဲတမ်းကောင်းကောင်းသွားနေတယ်ဘဝမှာအကောင်းဆုံးနည်းနဲ့သွားနေတယ်ဒါလူသားမတင်နားလေအောင်ပြောကြည့်တာနော်ဘယ်လိုသွားတာတော့ကောင်းကောင်းသွားတယ်ဆိုတာဘာနဲ့သွားတာတော့မဲခင်ရှစ်ပါးနဲ့သွားတာဟုတ်လားဒါသုက္ကတရဲ့အဓိပ္ပာယ်အဲ့ဒီခုံနဲ့မြတ်စွာဘုရားမှာပြည့်စုံတယ်တော့ကိုယ်ကကောင်းမြတ်တာတွေကိုစဉ်းစားရင်ကိုယ်စိတ်ထဲမှာလည်းကောင်းမြတ်တာတွေပဲဖြစ်ပြီးတော့အာကြတာတွေဖြစ်ချင်တာတွေဒါတွေပဲပါလာတဲ့အတွက်ကြောင့်ဗုဒ္ဓနုတ္တိရဲ့စွမ်းရည်တတ္တိကလည်းပြောရင်အလွန်ကြီးတယ်ပေါ့ဟုတ်လားသုက္ကတပြီးတော့ပါလာတော့လောကဝိတုတတ္တောကတသင်္ခါရဝလောကအပြင်ဘုံတစ်ခွင်ကိုကုံစင်ကပင်မကြံကျွင်းအောင်သိမြင်တော်မူသောမြတ်စွာဘုရားတတ္တလောကသင်္ခါရလောကဩကာသလောကဒါကိုတတ္တောကာတသင်္ခါရနဲ့လောက3ဖြာနော်တတ္တလောကတတ္တဝါတွေရဲ့အစုနော်သင်္ခါရလောကတကယ်ရှိတာတော့သင်္ခါရတရားပဲရှိတာပါနော်တတ္တဝါအနေထားနဲ့ပြောတော့တတ္တလောကပေါ့နော်နေထိုင်ရာအနေထားအနေနဲ့ဌာနအနေနဲ့ပြောတော့ဩကာသလောကပေါ့အလုံးနားလေပါလေဟုတ်လားလောကဝိတုလောကကြီးကိုသိတော်မူတယ်နော်ရှင်အနန္ဒာကအလွန်ဂုဏ်ယူခဲ့ဘူးတယ်မြတ်စွာဘုရားကသူ့ကိုသုလန္တိကာနော်သုတ်တန်တစ်ခုဟောတော့နော်ရှင်အနန္ဒာကအလွန်ဂုဏ်ယူတယ်ဘာဟောတာလို့ဆိုတော့ဒီ
စัจ java လာရဲ့အကြောင်းကိုမြတ်စွာဘုရားဟောတာနော်စัจ java လာအနန္တရှိတယ်နော်ဘလို့စัจ java လာကိုဘလို့ခေါ်တယ်ဆိုတာအသေးစိတ်မြတ်စွာဘုရားဟောတာဟောတော့ရှင်အနန္ဒာကမြတ်စွာဘုရားရဲ့တပည့်တာဝကဖြစ်ရတာအလွန်ကျင့်တတ်စရာကောင်းတယ်ဆိုတာကိုသူကျင့်တယ်လွန်းလို့ထားလျှောက်တယ်အဲ့ဒီမှာအနားမှာရှိတဲ့ရှင်ဥဒ္ဒါကြီးကဘလို့စိတ်ပေါက်လည်းမသိပါဘူးမြတ်စွာဘုရားသူ့အတူအဲ့လိုသိတာကိုတင်းဘာကိစ္စနဲ့ဝမ်းသာနေရတာတော့လို့ထမေးတာအဲ့ဒီမှာမြတ်စွာဘုရားဥဒ္ဒါကြီးကိုပြောတာဥဒ္ဒါကြီးမင်းအဲ့လိုမပြောနဲ့အာနန္ဒာကအခုငါ့ကိုအဲ့ဒီဟာဟောလို့ကြည်ညိုတဲ့စိတ်နဲ့တကယ်လို့သိမယ်ဆိုရင်တကယ်လို့နောက်ဘဝတွေထပ်ပြီးတော့အာနန္ဒာဖြစ်ရအောင်မယ်ဆိုရင်အဲ့ဒီကြည်ညိုတဲ့စိတ်နဲ့စัจ java မင်းမောင်ဘလောက်တရားမင်းမောင်ဘလောက်အကျိုးကျေးဇူးအများကြီးရနိုင်တယ်လို့ဟောတာဒါပေမဲ့ရှင်အာနန္ဒာနောက်ထပ်ဘဝတစ်ပံဖြစ်เสียအကြောင်းမရှိတော့ဘူးလို့အဲ့လိုလည်းမြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ပြောချင်တာကလောကဝိတုလောကကြီးရဲ့အကြောင်းကိုသိတော်မူမြင်တော်မူတယ်ဆိုတာအကုန်အစင်မြတ်စွာဘုရားသိတာဆိုကြတော့တစ်ပင်တစ်ပင်ကြီးလိုက်တယ်နော်ဘာဓာတ်တွေလွန်ကဲနေလို့အရွက်ကဘလို့ဖြစ်နေတာအပွင့်ကဘလို့အယောင်ဖြစ်နေတာဘယ်ချိန်မှသိတာဘလို့ဓာတ်အလုံးကိုသိတော်မူတယ်အောင်ဒါကိုလောကဝိတုဂုဏ်တော်ထဲမှာထည့်သွင်းပြီးတော့နားလည်ဖို့လိုတယ်ဒါကြောင့်ဗုဒ္ဓနုတ္တိကိုပွားများခြင်းဘုရားရဲ့အကြောင်းကိုများများသိတဲ့ဘုဒ္ဓတော့အရင်ရှာမိဖို့လိုလိမ့်မယ်ပေါ့ဒါကိုပဲဦးဇင်းတို့အခုစွမ်းနိုင်တယ်လို့ပြောတာပါနော်လောကဝိတုပြီးတော့ပါလာတော့အနုတ္တရောပုရိသဓမ္မတာရတိတတ္တဝါတွေကိုယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာအတုမရှိအမျက်ဆုံးဖြစ်တော်မူတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်။တော့သူတော်ဘာကိုကောင်းသွားအောင်လုပ်ပေးတဲ့နေရာမှာမြတ်စွာဘုရားကိုမှီတဲ့လူမရှိဘူး။အဓိပ္ပာယ်ကိုအဲ့လိုလေးရိုးလေးနားလည်ရမှာနော်။တတ္တဝါတွေကောင်းသွားအောင်ချမ်းသာသွားအောင်ဆုံးမတဲ့နေရာမှာနော်အနုနည်းအကျဉ်းနည်းအနုအကျဉ်းရောတဲ့နည်းမျိုးစုံနဲ့မြတ်စွာဘုရားဆုံးမတော်မူနိုင်တယ်။ချမ်းသာအောင်လုပ်ပေးတော်မူနိုင်တယ်။သဘောပေါက်ရဲ့လား။တောက်ပါခေါ်တော့အနုတ္တရောပုရိသဓမ္မတာရတိနော်ပုရိသဓမ္မတာရတိနော်ကြမ်းထမ်းတဲ့တတ္တဝါတွေကိုဆုံးမတဲ့နေရာမှာအနုတ္တရောအနုတ္တရအတုမရှိအများဆုံးဖြစ်တော်မူတယ်။အလိုတလုံးချင်းစီရဲ့အဓိပ္ပာယ်လည်းနားလည်ရမယ်ဟုတ်လားပြီးတော့ဗာပြောတော့တတ္ထာဒေဝမနုဿာနံတတ္ထာဒေဝမနုဿာနံတတ္ထာဒေဝမနုဿာနံဒေဝမနုဿာနံနတ်လူနော်တတ္ထာဆိုတာဆရာလို့လည်းအဓိပ္ပာယ်ရတယ်ရှေ့သွားခေါင်းဆောင်လို့လည်းအဓိပ္ပာယ်ရတယ်နော်တတ္တဝါအားလုံးတို့ရဲ့နော်ဒိဋ္ဌံလောကအပေပုံလောကကိုထည့်မပြောပါဘူးဟုတ်လားနော်အဲ့ဒါတွေကသိပြီးတော့လည်းပဲနော်မြတ်စွာဘုရားပွင့်ခြင်းကြောင့်နော်ကြီးမားအကျိုးကျေးဇူးခံစားရတာလည်းသိမရှိဘူးသူတို့အပေပုံရောက်နေတာဟုတ်လားဒါကြောင့်ပြမကိုတော့နှက်ထဲမှာထည့်တာပေါ့နော်တတ္ထာဒေဝဆိုရင်နော်မြတ်စွာဘုရားရဲ့အစိုးအမကိုသိနိုင်မြင်နိုင်တဲ့တတ္တဝါတွေကိုပဲအဓိကထားပြီးတော့ပြောတာဒါဆိုလိုတာကတတ္တဝါအားလုံးတို့ရဲ့ရှေ့သွားခေါင်းဆောင်ဆရာတဆူဖြစ်တော်မူတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ဟုတ်ရဲ့လားတတ္ထာဒေဝမနုဿာတံဗုဒ္ဓဘဂဝါဗုဒ္ဓဆိုတာကသစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတယ်သူဘာကိုသိအောင်လည်းပြောပြနိုင်တဲ့စွမ်းရည်တတိရှိတယ်ဒီနေ့မှာမာစီစောဘုရားကြီးကတော့ဗုဒ္ဓဆိုတာကိုတရားအလုံးစုံကိုသိတော်မူတယ်လို့အဲ့လိုမျိုးယူဆပြီးတော့ဆိုကြီးကသင်ပြပေးတာရှိတယ်ဟုတ်လားဘဂဝါဆိုတာကြတော့ဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒတကောတော်နန္ဒနောက်အသေးတော်နန္ဒနဲ့ပြည့်စုံတယ်ဒါလည်းအဓိပ္ပာယ်တစ်မျိုးနောက်တစ်မျိုးရှိသေးတယ်အဲ့ဒါလည်းလူသိနေတယ်လို့ထင်တယ်အဲ့ဒါဘာလဲဆိုတော့ရာဂဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေကိုထွေးအံ့တော်မူခြင်းလို့အဓိပ္ပာယ်ရတယ်တခါတမတို့အချင်းတို့တွေတခါတလေအစာမကြည်တာတွေစားပြီးအံကျင်စိတ်ပေါက်တာတွေရှိတယ်နော်အဲ့ဒီအချိန်မှာအံလိုက်လို့ရှိရင်သူကအများကြီးနေတာထိုင်တာရှိတာမအံရမချင်းတော်တော်ကိုဒုက္ခရောက်တယ်ဇောကျွေးတွေပါလိမ့်မယ်ပြန်ပြီးတော့သိမင်းသိလိမ့်မလားတော့တောင်ထင်ရလောက်အောင်ဒုက္ခရောက်တာရှိတယ်နော်အစာမကြည်ဘူးအောက်လည်းမသွားနိုင်ဘူးအပေါ်လည်းမအံနိုင်ဘူးဆိုရင်ဒုက္ခပေးနေတာပေါ့နော်အံလိုက်ပြီဆိုတာနဲ့တခါတည်းယူပြစ်တယ်လို့အကုန်ပျောက်သွားတယ်ဘာမှမရှိတော့အစင်မပြေတာအခုမအံသေးတဲ့အံကျင်မှလည်းနဲ့မအံသေးတဲ့တရားတွေရှိနေတာဟုတ်လားဘာတွေတော့နော်ဆွဲမဲ့မှုတွေမကျေနပ်မှုတွေမိုက်မဲမှုတွေကိလေသာတရားတွေအဲ့ဒါကိုမြတ်စွာဘုရားဘာလို့ပြီးတော့အလုံးထွေးအံပြီးပြီတဲ့ရှင်းလင်းသွားပြီဘာမှမရှိတော့ဒါဘာခေါ်တော့ဘဂဝါကောအဓိပ္ပာယ်တွေကအများကြီးပဲနော်စာထဲမှာဖွင့်ပြတာတွေကိုပြောရရင်အဆုံးနိုင်မှုဒါကြောင့်ဘုရားတဆူရဲ့ဂုဏ်ကျေးဇူးကိုဘုရားတဆူပြိဋိဘံမဆံမချင်းပြောကုန်နိုင်တယ်လို့မရှိဘူးဆိုတာဒါကိုပြောတာဒါဂုဏ်တော်၉ပါးတည်းကတပါးတပါးချင်းစီရဲ့အဓိပ္ပာယ်ကိုပဲစိတ်ထဲပေါ်လာတာတွေပြောနေပြီးမှမဟုတ်လားဒါပေမဲ့လို့အဲ့ဒီဂုဏ်၉ပါးတည်းကနောက်တရားဓမ္မတို့အရင်တို့ကျွမ်းကျွမ်းကျင်ကျင်သိထားတဲ့နဲ့နားလည်ထားတဲ့ဂုဏ်နှစ်ပါးလို့စောစောကပြောတယ်နော်အရဟံဂုဏ်နဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်အချင်းချုပ်ပြောရရင်တော့အဲ့ဒီဂုဏ်နှစ်ပါးကိုဘယ်လိုပြောတော့ကိလေသာနဲ့သိเสียဂုဏ်တော်မူတယ်လို့အဲ့လိုပြောခြင်းကိလေသာဂုဏ်တာကအရဟံဂုဏ်ရဲ့အဓိပ္ပာယ်
တိเสียကုံတာကတမ္မာတန်ဗုဒ္ဓရဲ့အတိပ္ပယ်ဟုတ်လားဒီနေ့မှာအရဟံကုံရဲ့အတိပ္ပယ်ကိုပိဋကပေါင်းတော်တို့ဦးဇင်းတို့ဘယ်လိုနားလဲမလဲနော်တရားဓမ္မတို့ဦးဇင်းတို့တွေကလိုချင်မမောစရာနဲ့တွေ့ရင်လောဘဖြစ်တယ်။မကျင်တဲ့စရာအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်တယ်။အဲ့ဒီလိုဖြစ်တိုင်းအရဟံကုံကိုအမှတ်ရရင်တော်တော်ကောင်းမယ်။မြတ်စွာဘုရားကမမောစရာအာယုန်နဲ့တွေ့လို့လဲလောဘဖြစ်တော့မမှုဘူး။အစိတ်တူစရာအာယုန်နဲ့တွေ့လို့လဲဒေါသဖြစ်တော့မမှုဘူးလို့ဘယ်လိုအာယုန်နဲ့တွေ့မြတ်စွာဘုရားမှာအပြောင်းလဲမရှိဘူး။ဘာလောဘဒေါသမောဟမှာမရှိဘူး။အဲ့တော့မြတ်စွာဘုရားရဲ့ကိလေသာကင်းပုံအဲ့ဒီအနေထားကိုလှမ်းမျှော်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအဲ့ဒီခိုက်တတ်မှာကိုယ်လည်းပဲဘာဖြစ်နိုင်တော့ကိလေသာကင်းနေနိုင်တယ်နော်ကိုယ်အနေထားကြီးမှားနေတယ်လို့ကိုသိနိုင်တယ်သဘောပေါက်ရလားအဲ့နောက်တစ်ချက်ကကိလေသာကင်းတဲ့အတွက်ကြောင့်တုံ့လုံးမှုကင်းတာပေါ့နော်ဘလို့ကောင်းမြတ်တဲ့အခြေအနေနဲ့တွေ့မြတ်စွာဘုရားမှာစိတ်တက်တယ်ဆိုတာမရှိဘူးဘလို့ဆိုးရတဲ့အခြေအနေနဲ့တွေ့မြတ်စွာဘုရားမှာစိတ်ပြက်တယ်ဆိုတာလည်းမရှိဘူးကောင်းတဲ့လောကရန်ဆိုးတဲ့လောကရန်ရှုထောင့်ကလည်းကြည့်ပေါ့ဒါလောကရန်တရားတွေကိုတွေ့ရတိုင်းအဲ့ဒီလိုမျိုးလေးစဉ်းစားကြည့်တဲ့နေအောင်ဆိုးတဲ့လောကရန်နဲ့တွေ့လို့ရမြတ်စွာဘုရားစိတ်ပြတ်တော်မမူဘူးကောင်းတဲ့လောကရန်နဲ့တွေ့လို့လည်းပဲမြတ်စွာဘုရားစိတ်တက်တော်မမူဘူးဒီတိုင်းပဲတာတိခုံလို့လည်းခေါ်တယ်ပေါ့နော်ဒီတိုင်းပဲအပြောင်းလည်းမရှိဘူးလောကလူသားအများစုကအဲ့လိုမဟုတ်ဘူးနော်လာဘိနဥဏတော်လောကအလာဘိနစဥဏတော်တယ်နော်လာဘိနဥဏတော်လောကောလူတွေဆိုတာလာဘိနရလာလို့ရှိရင်ဥဏတော်တက်ကြွလာတယ်စိတ်ကမြောက်ကြွဖြစ်လာတယ်ဖောင်းပွားလာတယ်ဒီစိတ်ကရလာပြီဆိုရင်ဖောင်းပွားတယ်ပျော်ရွှင်မှုလိုပါလို့နဲ့ဖောင်းပွားတယ်ဒီစိတ်ကဟုတ်လားအလဘိနာစဩနတော်တယ်မရဘူးဆိုလို့ရှိရင်တော့ညှိုးငယ်သွားတယ်စိတ်ကဘာဖြစ်သွားနှိမ့်ချသွားတယ်အပြောင်းလဲရှိရင်နော်ရရင်တက်လာတယ်မရဘူးဆိုရင်ကျသွားတယ်အတက်အကျတွေနဲ့နေတာပေါ့နော်လောကမြတ်စွာဘုရားမှာအဲ့ဒီအတက်ကျမရှိဘူးအဲ့တော့အရဟံဂုံကိုအဓိပ္ပာယ်အဲ့လိုလေးကိုယ့်ဘဝနဲ့နော်ရင်းနီးဆက်ကလေးတွေးပြီးတော့ကြည့်ရင်တော်တော်ကောင်းမှာဟုတ်လားဘာတွေ့လို့မှမြတ်စွာဘုရားမှာလောဘဒေါသဖြစ်တယ်ဆိုတာမရှိဘူးဘာကြုံရလို့မှမြတ်စွာဘုရားမှာနှတုံလှုပ်တယ်ဆိုတာမရှိဘူးဟုတ်လားဒါအရဟံဂုံရဲ့အဓိပ္ပာယ်လေးကိုအဲ့လောက်လေးစဉ်းစားတတ်ဖို့လိုတယ်နောက်တစ်ခုဦးဇင်းတို့ကြည်ကြဲပြည့်ပြည့်ပြောချင်တာကသမ္မာသမ္ဗုဒ္ဓဂုံရဲ့အဓိပ္ပာယ်နော်သမ္မာသမ္ဗုဒ္ဓဆိုတာဘာပြောတာတော့သိစရာအလုံးကိုသိတော်မူတာတို့ဒီနေရာမှာတပ်ပင်ညုတဉာဏ်လို့အလုံးနားထဲမှာရင်းနီးမှတ်ထားတဲ့စကလုံးတစ်လုံးရှိရနော်တပ်ပင်ညုတဉာဏ်ဆိုတာဘာပြောတာတော့အလုံးစုံကိုသိတာအဲ့ဒါတောင်မျိုးဆိုတော့ဘုရားကြီးရေးတဲ့စောင့်ပုဒ်လေးကတော့အကောင်းဆုံးပဲဟုတ်လားသိရမှန်ကမကြံရအောင်လုံးဝစုံလင်အကုန်မြင်တပ်ပင်ဉာဏ်တော်အစွမ်းတည်နော်သိရမှန်ကမကြံရအောင်လုံးဝစုံလင်အကုန်မြင်တပ်ပင်ဉာဏ်တော်အစွမ်းတည်တိတရားများအပြား၌ဟောထားစပွဲနီးတွေ့ကိုချဲလဲဆုံးလဲအကုန်မြင်တပ်ပင်ဉာဏ်တော်အစွမ်းတည်ကျွတ်ထိုက်ကြပြီးများဝေနေ၏အိန္ဒြေစရိုက်သူ့အကြိုက်ကိုနှိုက်ချွတ်ဆုံးလဲအကုန်မြင်တပ်ပင်ဉာဏ်တော်အစွမ်းတည်သုံးချက်နော်တရားလုံးစုံကိုသိတယ်ဟုတ်လားသိတာကိုသူများနားလဲအောင်ဘလို့ပြောရမလဲဆိုတာကိုလည်းထပ်ပြီးတော့သိတော်မူတယ်ဟောနားလဲအောင်ဘလို့ပြောရမလဲလို့သိုံနဲ့မကဘူးနားထောင်မဲ့လူတွေရဲ့အခြေအနေအထားကိုလည်းမှန်မှန်ကန်ကန်သိတယ်ဒီသုံးချက်နဲ့ပြည့်စုံမှသူများကိုသိတာကိုပြောပြတဲ့နေရာမှာအကျိုးပြီးမှာသဘောပေါက်ရဲ့လားအဲ့ဒီသုံးချက်ကအရင်လေးနဲ့တယ်ဒါတမညုတဉာဏ်ရဲ့အစွမ်းပေါ့နော်သိစရာအလုံးကိုပြည့်စုံမှန်မှန်ကန်ကန်သိတယ်သိတဲ့ဟာကိုဘလို့နားလဲအောင်ပြောပြရမလဲဟောရတာမှအရင်ကျွမ်းကျင်တယ်နော်လို့ပြောလိုက်ရမလဲဆိုတာကိုကောင်းကောင်းသိတယ်အဲ့ဒါသိုံနဲ့မရသေးဘူးနော်တတ္တဝါတို့ရဲ့အကြိုက်စေးရိုက်သူကဘလို့ဟာမျိုးကြိုက်တာသူ့အနေထားကဘလို့ဒီအနေထားမှာဘာဖြစ်နေတာဒီလိုစကားပြောရင်မတင့်တော်သေးဘူးဘလို့စကားပြောမှဒီအနေထားမှာတင့်တော်မှာလို့ဒီခံယူမဲ့လူရဲ့အနေထားမှန်ကိုသဘောပေါက်တာဒါကမြတ်စွာဘုရားမှားတာနဲ့ရနိုင်တဲ့ပြင်တာအတ္တယနုတ္တယဉာဏ်လို့လည်းခေါ်တယ်နော်အတ္တယနုတ္တယဉာဏ်လို့ပြောတော့ဦးဇင်းကပေတ္တတို့ကိုမှတ်စေချင်တာလေးတစ်ခုပေါ်လာတယ်အဲ့ဒါဘာလို့ဆိုတော့အတ္တဒါရဏဉာဏ်6ပါးဆိုတာရှိတယ်နော်အတ္တဒါရဏဆိုတာကနော်ပြည့်စေကဗုဒ္ဓယဟန္တာတို့နဲ့မဆက်ဆံတပ်ပင်ယူဘုရားရှင်တို့သာလင်ရနိုင်တဲ့ဉာဏ်6ပါးကန့်ထားတာနော်ဘုရားသာလင်ရနိုင်တဲ့ဉာဏ်မြတ်စွာဘုရားမှာသာလင်ရှိတဲ့ဉာဏ်6ပါးရှိတယ်တဲ့အဲ့ဒါကိုအတ္တဒါရဏဉာဏ်လို့ခေါ်တယ်နော်ဘယ်သူမှမရနိုင်ဘူးကြံတဲ့လူတွေရှင်ပြည့်စေကဗုဒ္ဓတောင်မရနိုင်ဘူးဆိုတော့ပြီးပြီပေါ့နော်အဲ့ဒီဉာဏ်6ပါးကဘာတွေတော့နော်ပထမအဆုံးဉာဏ်ကအတ္တယနုတ္တယဉာဏ်နဲ့အခုဦးဇင်းပြောလိုက်တာနော်အတ္တယနုတ္တယဉာဏ်ဆိုတာကနော်တတ္တဝါတွေရဲ့အလိုဆန္ဒ
ဟိုဇေယိုက်ကိုသိတာနော်ဆိုလိုတာကသူ့ရဲ့ကိလေသာအထူပါနော်သူဘယ်ဘဝကဘာတွေကြိုက်ခဲ့တာဘလို့တွေသူ့ရဲ့အစွဲတွေကဘလို့တွေရှိတာအဲ့ဒီအထူပါကိုသိတာအတယနုတယညာဟုတ်လားနောက်ပြီးတော့ဗာပြောတော့အိန္ဒြိယပရောပရိယတိညာအိန္ဒြိယပရောပရိယတိညာဆိုတာကအိန္ဒြိအနုယင်ကိုသိတာအိန္ဒြိဆိုတာကတတ္တာတတိဝရိယသမာဓိပညာအိန္ဒြေ၅ပါးပြီးတို့သိပါတယ်နော်ဟိုပြောရရင်ပါရမီအနုယင်ကိုသိတာသူတော်ကောင်းတရားအနုယင်ကိုသိတာနော်အိန္ဒြိယပရောပရိယတိညာဘလောက်ရင့်နေတယ်တချို့အနေအထားကိုကြည့်ရတာကနော်ဆိုကြပါစို့ဘာမှထင်ကြီးတယ်မရှိဘူးနော်ဘဝရဲ့အနေအထားအခြေအနေပြီးရုပ်ရည်ဘာညာအကုန်လုံးဘာမှထင်ကြီးတယ်မရှိဘူးဒါပေမဲ့အတွင်းမှာအရန်ရင့်နေတယ်မားနေတယ်နော်သူတော်ကောင်းတရားသိထားတဲ့အိန္ဒြေရင့်နေတာတွေရှိတယ်။ရသော်ဗျာလက်ထက်ကအနေအထားတွေကိုကြည့်ပြီးတော့ဦးဇင်းတို့ပြောကြည့်တာပါ။ဟုတ်လား။ဒါကိုဘယ်သူသိနိုင်လို့ဆိုရင်မြတ်စွာဘုရားသိနိုင်တယ်။နော်တတ္တဝါရဲ့အခြေအနေမှန်ကိုသိတာ။အာတေယနုတေယဉာဏ်ဆိုတာကအကြိုက်စရိုက်ကိုသိတာ။အိန္ဒြိယပရောပရိယတိဉာဏ်ဆိုတာအိန္ဒြေအနုအယင်ကိုသိတာ။ तू ဘလောက်ရင့်နေပြီ။တချို့ဆိုရင်တော်တော်ရင့်နေပြီ။နည်းနည်းလေးအုပ်လိုက်တာနဲ့မှဲ့တော့မယ်။ဟောတတိဟောရတာနဲ့ပြောရရင်ဟုတ်လား။တတိဟောရတာနဲ့ပြောရရင်တချို့နည်းနည်းလေးတရားနားထောင်လိုက်တာနဲ့မဉဏ်ဖုန်ဉဏ်ရတော့တာရှိတယ်။နော်သူတို့အပေါ်ရမြူမုံလေးလောက်ပဲတင်းနေတာတကယ်သူတို့မှန်ပြင်းလို့ကြီးနေပြီအောက်ကနည်းနည်းလောက်ပုတ်ချလိုက်တာနဲ့လင်းသွားတယ်။ဒါပေမဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒီအနေထားတွေကိုဘယ်သိနိုင်မလို့ဟုတ်တယ်မဟုတ်လား။အာတေယနုတေယညာအိန္ဒြိယပရောပရိယတိညာပြီးတော့သဗ္ဗညုတညာအလုံးစုံကိုသိတယ်။ပြီးတော့အနာဝရဏညာနဲ့အနာဝရဏညာဆိုတာကအလို့သိတဲ့နေရာမှာဘာအပိတ်အပင်ထားရှိမှမရှိဘူး။တခါတည်းဒိုးရိုပေါက်အခက်အခဲမရှိဘူးအနောက်အရှက်အတားစီမရှိဘူးသူသိကျင်တယ်ဆိုရင်တန်းပြီးတော့သိတယ်ဒါကိုခက်အခက်စီစဉ်းစားကြံစနေရတာမျိုးမရှိဘူးအနာဝရဏညာဆိုမြတ်စွာဘုရားမှာရနိုင်တာပေါ့နော်စဉ်းစားရတိတ်စဉ်းစားနေစရာကိုမလိုညှို့လိုက်တာနဲ့သူသိသွားတယ်ဆိုတဲ့သဘောတပ္ပညုတညာကအလုံးစုံကိုသိတာအနာဝရဏညာကအလို့သိတဲ့နေရာမှာအပိတ်အပင်အတားစီအခက်အခဲမရှိဘူးဒိုးရပေါက်သိတယ်ဟုတ်လားနောက်ဦးဇင်းတို့၅ခုမြောက်ညာကဘာပြောတော့ရှမကပါတိဟာရိယညာတကူပြားကြီးကပြတဲ့နေရာမှာအထွတ်အထိရောက်တဲ့ညာရေမီးအစုံဆိုကြားဘူးတယ်မဟုတ်လားနော်ဘယ်ဘက်မျက်လုံးကရေရင်ညာဘက်မျက်လုံးကမီးရင်မင်းကွန်းဆိုတော့ဘုရားရွတ်ထားတာအလွန်ကြီးညိုစရာကောင်းပါတယ်ဟုတ်လားအတေဇောကတိုင်းအဘောကတိုင်းကိုမြန်မြန်ဆန်ဆန်ဝင်စားပြီးတော့အလွန်မြန်ဆန်တဲ့စိတ်တဲ့အဟုန်နဲ့ရေမီးထွက်လာအောင်လုပ်နိုင်တာအစုံလိုက်ထွက်လာအောင်လုပ်နိုင်တာဒါဖျားမှသာလည်းဖြစ်နိုင်တဲ့ကိစ္စဘာခေါ်တော့ရှမကပါတိဟာရိယညာဟုတ်လားအေးနောက်ဆုံးဉာဏ်ကဘာပြောတော့နောက်ဆုံး6ခုမြောက်ဉာဏ်ကမဟာကရုဏာတမပတ္တိဉာဏ်နော်မဟာကရုဏာတမပတ္တိဉာဏ်မဟာဆိုတာကြီးကျယ်မြင့်မြတ်သောကရုဏာဆိုတာတနာကျင်တာတတ္တဝါတွေကိုတနာကျင်တာတဲ့နေရာမှာမြတ်စွာဘုရားကအကြီးကျယ်ဆုံးပဲဒီနေ့မှာဦးဇင်းကစဉ်းစားကြည့်တယ်ဘာလို့မြတ်စွာဘုရားတတ္တဝါတွေကိုတနာတဲ့နေရာမှာအကြီးကျယ်ဆုံးဖြစ်တော်မူတယ်လေတတ္တဝါတွေရဲ့အကြောင်းကိုအတိဆုံးဖြစ်လို့မို့ပေါ့နော်တနာတယ်ဆိုတာဘယ်တိုင်းဓာတိတနာမလဲဆိုတာဘယ်တိုင်းဓာတိသိထားတယ်လဲဆိုတာပေါ်မှာပဲအဓိကမှုတည်တာခုဒီကဓမ္မတို့ဦးဇင်းတို့ရဲ့တတ္တဝါတွေပေါ်မှာသိတဲ့အတိကအပေါ်ရင်အလွန်ဆန်တယ်ပေါ့ဒါကြောင့်တနာတဲ့အဆင့်ထိအကျိုးအမြတ်ကဖွက်မလာနော်ဒီကဓမ္မတို့ဦးဇင်းတို့ရဲ့တနာတဲ့စိတ်ကဘလို့အနေထားမျိုးမှထွက်လာထင်သာမြင်သာရှိတဲ့ရမ်းစင်းရဲနေပြီယောဂတွေကနှိမ့်ဆက်ပုံလေးကလည်းတနာကမဆိုရင်ကိုယ်စိတ်ကတနာတဲ့စိတ်ကတော့အလိုလိုဖြစ်လာတော့ဟုတ်လားတနာစေရအနေအထားမျိုးဖန်ဆင်းပြမှတနာတဲ့စိတ်ကထွက်လာတာပုံမှန်အနေအထားတိုင်းဆိုရင်တနာတဲ့စိတ်ကထွက်မလာဘူး။ပစ္စည်းဥစ္စာလည်းပြည်စုံတဲ့ပညာတွေလည်းတက်တဲ့ကျမကြီးတွေလည်းကောင်းတဲ့အစားအသောက်အရန်ကိုသူတို့အစဉ်ပြေးနေတယ်ဆိုရင်တနာတဲ့စိတ်မလာဘူး။ဟုတ်လား။အရန်ယွံမုန်းစရာကောင်းတဲ့အနေအထားမျိုးကြီးများဖြစ်မယ်ဆိုရင်တနာတဲ့စိတ်မလာတဲ့အပြင်ဘာဖြစ်တော့မုန်းတီးတဲ့စိတ်တောင်လာဒုက္ခရောက်စေခြင်းတဲ့စိတ်တောင်လာတယ်။တနာတဲ့စိတ်ကဒုက္ခလွတ်စေခြင်းတဲ့စိတ်ပေါ့နော်။အဲ့တော့မြတ်စွာဘုရားကတတ္တဝါတွေကိုဘလို့မြင်တာတော့တလုံးနဲ့ပြောရရင်ဒုက္ခတွေလိုပဲမြင်တာမြတ်စွာဘုရားရဲ့အမြင်မှာတတ္တဝါတွေထဲမှာပတ်စံရှိတာလည်းမရှိဘူးပတ်စံမရှိတာလည်းမရှိဘူးပညာတတ်တာလည်းမရှိဘူးမတတ်တာလည်းမရှိဘူးဟုတ်လားနေနာလည်းမရှိဘူးမြင်တာလည်းမရှိဘူးဘာပဲရှိတော့ဒုက္ခတွေပဲမြင်တယ်ဒါကြောင့်ဦးဇင်းတို့အဲ့ဒီမဟာကရုဏာဉာဏ်ကိုဖွင့်ဆိုတဲ့နေရာမှာပြောတာတွေရှိတယ်တတ္တဝါတွေရဲ့တန်တမှာတဲ့တက္ကာယဒိဋ္ဌိဆိုတဲ့မြားစုနေတယ်တဲ့အဲ့ဒီမြားကိုငါကလွဲလို့ဘယ်သူမှနှုတ်မပေးနိုင်ဘူးဒါကြောင့်တတ္တဝါတွေကတနာစရာကောင်းတယ်လို့မြင်တယ်တဲ့မြတ်စွာဘုရားထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာတဘာဝကိုပဲဒါဟာငါပဲဒါဟာသူပဲဒါဟာပုဂ္ဂိုလ်တ attva ပဲလို့ဆိုတဲ့အလွန်လွဲမှားတဲ့အမြင်ပေါ့နော်ငရဲမျိုးစိကိန်းနေတယ်ပေါ့ဒါကိုတက္ကာယဒိဋ္ဌိမြားညှောင်လို့သုံးတယ်အဲ့ဒီမြားကြီးဒိုးရပေါက်စူးနေတယ်ဝင်းနေတယ်
သူတို့လည်းမနှုတ်နိုင်ဘူးလို့သိတယ်မြတ်စွာဘုရားဒါကြောင့်အလွန်တနာတယ်လို့ဒီလိုပြောတာအများကြီးပဲဖွင့်ဆိုထားတာပါပဲဟုတ်လားအဲ့ဒါပြောချင်တာကဘာတော့အတ္တရဏညာပြောချင်တဲ့အကြောင်းအရာတွေကများလို့အကုန်လုံးကိုလောဖြစ်နေနော်ညာဘယ်နှပါတော့6ပါးအတ္တရဏဆိုတာဘုရားတို့နဲ့သာလဲပတ်သက်တဲ့ညာကျန်တာဘယ်သူနဲ့မှမပတ်သက်ဘူးမဆက်ဆံအောင်အဲ့ဒီညာ6ပါးကိုလည်းသိဖို့လွတ်တယ်ဒါသဗ္ဗညုတညာသမတံဗုဒ္ဓဂုံနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့ပြောနေတာဟုတ်လားအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကအလုံးစုံကိုတည်တော်မူတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှတ်သားစရာကောင်းတဲ့သုတ်တန်လေးတစ်ပုဒ်ဘုံဘုံတို့ပြောပြမယ်နော်ဗိမိတာရမင်းကြီးရဲ့သားအဖေယမင်းသားဆိုတာရှိတယ်အလုံးကြားဦးပါလေနောက်တော့ယဟန်ပြုတ်ပြီးတော့ယဟန်နာဖြစ်သွားတာအဖေယမင်းသားဆိုတာရှိတယ်သူကအစကတည်းကဥတုံးကနိဂန္ဓတန္တဗုဒ္ဓဆရာကြီးကိုသူကကြီးညိုတာနော်ဒိဋ္ဌိဆရာကြီး6ယောက်ထဲမှာနော်ကကြည်တဲ့နတရဲ့သားဖြစ်တဲ့နိဂန္ဓဆိုတာရှိတယ်သူတို့အထုံးဖွဲ့မရှိဘူးဘာတန်ဝစင်မှမရှိဘူးလို့ကြွေးကြော်ထားတဲ့ပုံကိုယ်တွေပေါ့နော်သူ့ကိုလည်းပဲသူ့ရဲ့အတိုင်းကယဟန္တာဆိုပြီးတော့အနေထားနဲ့ကိုးကွယ်ကြတာပေါ့အခုအဘေယမင်းသားကလည်းအဲ့ဒီနိဂန္ဓကိုကိုးကွယ်တာထဲမှာသူပါတယ်အစကနေပုံမှာအဲ့ဒါတနေ့တော့အဲ့ဒီနိဂန္ဓဆရာကြီးနဲ့တွေ့တဲ့အခါဆရာကြီးကဒီအဘေယမင်းသားကိုဘာပြောလဲဆိုတော့မင်းသားတဲ့သင်ဟာယဟန်ဂေါတမစီကိုတွားပြီးတော့ပြဿနာမေးကြည့်အဲ့ဒါဆိုလို့ရှိရင်မင်းနာမည်ကြီးလိမ့်မယ်ယဟန်ဂေါတမလိုပုံကိုမျိုးတော့မင်းဟာအမေးမေးခွန်းတွေမဖြေနိုင်မရှုနိုင်မကယ်နိုင်ဖြစ်အောင်မေးနိုင်နေဆိုရင်မင်းနာမည်ကြီးနိုင်တယ်အဲ့ဒါမင်းသားဘာပြောလဲဆိုရှင်ဗျာတဲ့တပည့်တော်တို့လူကဘယ်လိုလုပ်ပြီးတော့ယဟန်ဂေါတမကိုပြဿနာမေးနိုင်မှာတော့အများကြီးအဆင့်တွေခွာချတယ်ဟောမဟုတ်ဘူးတဲ့ငါပြောတဲ့အတိုင်းမေးရင်သေချာပေါ့မင်းနိုင်မှာတဲ့ဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့ gain ဘယ်လိုမေးရမလို့ဆိုတော့မင်းယဟန်ဂေါတမစီကိုသွားပြီးလို့ရှိရင်အရှင်ဘုရားသူတော်ဘာမနှစ်သက်တဲ့ကြမ်းထမ်းတဲ့စကားတွေကိုပြောပါသလားလို့မေးတဲ့တကယ်လို့ပြောတယ်လို့ဖြေခဲ့မယ်ဆိုရင်အဲ့လိုဆိုအရှင်ဘုရားပုထုဇဉ်တွေနဲ့ဘာထူးလဲလို့ဒီလိုမျိုးဆွဆွဲရမယ်တဲ့တကယ်လို့ငါကြမ်းထမ်းတဲ့စကားတွေမပြောဘူးလို့ဖြေခဲ့မယ်ဆိုလို့ရှိရင်တော့အရှင်ဘုရားဒေဝရတ်ကိုပြောတာရှိတယ်နော်တတွေးကိုသူများတတွေးကိုမျိုးတဲ့လို့နော်အဝေးငရဲကြမယ်လို့ကုစားလို့မရတော့မဲ့လို့အရှင်ဘုရားအဲ့လိုပြောတာတွေရှိတယ်ဒါကြောင့်အဲ့လိုငါကြမ်းထမ်းတဲ့စကားကိုမပြောဘူးလို့ပြောရင်မှုတာဝါဒနဲ့ဆွဆွဲတယ်ဒါဆိုလို့ရှိရင်ယဟန်ဂေါတမဟာတဲ့နော်လေပင်ထဲမှာဟိုစူးခွားကိုမျိုးမိတယ်ထွေးလို့လည်းမရဘူးမျိုးလို့လည်းမရဘူးဒီထဲတင်တက်နေတော့နော်ဥပမာပြောတာဟုတ်လားနိဂန္ဓကပြောတာနော်မထွေးနိုင်မမျိုးနိုင်နော်အဲ့ဒီလိုမျိုးဖြစ်ပြီးတော့ဒုက္ခကြီးကျယ်ကြောင်းမယ်အဲ့ဒါဆိုမင်းနာမည်ကြီးမယ်အဲ့ဒါသဘောကျတော့တယ်ဟုတ်တယ်ဒီပြဿနာကိုတော့ယဟန်ဂေါတမဘယ်လို့မှရှောင်းနိုင်မှာမဟုတ်ဘူးဆိုတော့အရန်သဘောကျပြီးတော့မြတ်စွာဘုရားရှိရအောင်သူသွားတာဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုရှိခိုးဥချထားရင်တော့နေုံမော့ကြည့်လိုက်တဲ့အခါတော့နည်းနည်းအချိန်ကနည်းနေအဲ့ဒါနဲ့ငါအေးအေးဆေးဆေးပြောလို့ရမှာမဟုတ်ဘူးဆိုပြီးတော့နောက်နေ့အရှင်ဘုရားတပည့်တော်အိမ်ကိုတော့ဆွန်ဖုံးပေးကြွပါဆိုစွန်စားပင့်ပြီးတော့ပြန်လာတာမြတ်စွာဘုရားလည်းကောင်းပြီလာခဲ့မယ်ပေါ့အမှန်ကပြဿနာမေးခြင်းလို့ဟုတ်လားအဲ့ဒါအိမ်ရောက်ပြီဆိုတော့နောက်နေ့ရောက်တော့အိမ်ရောက်ပြီဆိုတော့ဆုံးကပ်အကုန်လုံးပြီးပြီဆုံးကိစ္စပြီးပြီဆိုတော့မှမေးတာအရှင်ဘုရားတဲ့အရှင်ဘုရားဟာကြမ်းထမ်းတဲ့စကားတွေကိုပြောပါသလားတခုခုဖြေမယ်လို့သူမျှော်လင့်နေတယ်အဲ့ဒီလိုမေးတဲ့အခါကျတော့မြတ်စွာဘုရားဘာအမင်းရှိလို့ဆိုမင်းသားတဲ့ဒီကိစ္စမှာတတိချပြောလို့မရဘူးတဲ့ဟောသူမျှော်လင့်ထားတဲ့အဖြေတခုမှထွက်မလာဘူးနော်ဒီကိစ္စမှာတတိချပြောလို့မရဘူးတဲ့အဲ့လိုလေပြောလိုက်ရောသူဘာပြန်ပြောမှမသိဘူးအဲ့တော့သူ့ရဲ့နှုတ်ကဘာပဲအဲ့လိုလိုထွက်တော့ဆိုတော့ဟာနိဂန္ဓတွေတော့သွားပြီတဲ့အဲ့ဒီစကားထွက်သွားတယ်ဟုတ်လားအဲ့တော့ဘာဘူးလို့နိဂန္ဓတွေသွားပြီလို့မင်းပြောရတာတော့အဲ့ဒီကြတော့မှမနေ့တုန်းကနိဂန္ဓဆရာကြီးကဒီလိုဒီကြောင့်ပြဿနာတွေမေးဖို့သင်ပေးတယ်ဆိုတော့သူပြောပြတာဟုတ်လားအဲ့လိုပြောပြတဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီကိစ္စဘာမှမပြောပါဘူးဘာပြောတော့ဆိုတော့အဲ့ဒီအချိန်မှာမင်းသားရဲ့ပေါင်ပေါ်မှာနော်သားလေးသူ့ရဲ့သားလေးအိတ်နေတာရှိကလေးလေးအဲ့ဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားမိန့်ရှိတယ်မင်းသားတဲ့အဲ့ဒီကလေးလေးတကယ်လို့နော်အထိန်တွေကပဲမေလျော်လိုပဲဖြစ်စေတခုခုပေါ့နော်အဲ့ဒီကလေးကစော်ရင်းနဲ့နော်အချွန်တက်ရှိတဲ့တက်သားစနော်အိုချံဘဲစတခုခုပါဇက်ထဲထည့်လိုက်မယ်အဲ့လိုဆိုရင်မင်းတို့ဘယ်လိုလုပ်မလို့အဲ့ဒီအိုချံဘဲကိုထုတ်ရမှာအကလေးကသူ့မျိုးရင်လို့ကိုမျိုးထားတာဆိုတော့ထုတ်ရင်ငိုမယ်ဆိုရင်ကဘယ်လိုလုပ်မလို့ငိုလည်းပဲတပြည့်တော့ထုတ်ရမှာပါဗျာဟာထုတ်လို့သွေးတွေထွက်လာမယ်ဆိုရင်ကဘယ်လိုလုပ်မလဲသွေးထွက်လဲထွက်ခါမှထွက်ရောဒါကိုထုတ်ရမှာပဲတဲ့ဘာဖြစ်လို့တော့လဲဒီကလေးကိုတနာလို့ပါတဲ့မထုတ်လို့ရှိရင်ဗိုက်ထဲရောက်သွားရင်ပို့ဒုက္ခရောက်မှာအိုးအဲ့ဒီဥမာပေးတာနော်မြတ်စွာဘုရားအေးငါလည်းပဲအဲ့လိုပဲတဲ့တတ္တဝါတွေရဲ့ပုံမှာပြောတဲ့စကားကိုပြောရမယ်ပေါ့
အဲ့ဒီမှာမြတ်စွာဘုရားစကား6ခွန်းဆိုတာကိုအမိန့်ရှိတာဒါပေးတဲ့တို့မှတ်သားဖို့ပါတယ်ဟုတ်လားစကား6ခွန်းကိုမြတ်စွာဘုရားဟောထားတဲ့အစီအစဉ်လေးတိုင်းတော့ဥစဉ်မပြောဘူးမှတ်မိလွယ်အောင်လေးပဲပြောပြမယ်နောက်စကား6ခွန်းကိုမှတ်မိလွယ်အောင်ပြောမယ်နော်ဟုတ်လည်းမဟုတ်ဘူးအကျိုးလည်းမရှိဘူးသူများနှစ်သက်တယ်ဟုတ်လည်းမဟုတ်ဘူးအကျိုးလည်းမရှိဘူးသူများမနှစ်သက်ဘူးဒါတတွဲသွားလိုက်နှစ်ခွန်းရှိသွားပြီနော်မဟုတ်ဘူးမမှန်ဘူးအကျိုးလည်းမရှိဘူးသူများနှစ်သက်တယ်မဟုတ်ဘူးမမှန်ဘူးအကျိုးမရှိဘူးသူများနှစ်သက်တယ်ဒါတတွဲဟုတ်လားဟုတ်တော့ဟုတ်တယ်မှန်တော့မှန်တယ်ဒါပေမဲ့အကျိုးမရှိဘူးသူများနှစ်သက်တယ်ဟုတ်တော့ဟုတ်တယ်အကျိုးမရှိဘူးသူများမနှစ်သက်ဘူးအဲ့ဒါတတွဲသွားလိုက်ဘယ်နှခွန်းရသွားလေးခွန်းရသွားပြီနော်မဟုတ်မမှန်ဘူးအကျိုးမရှိဘူးနှစ်သက်တယ်မနှစ်သက်ဘူးဟုတ်မှန်တယ်အကျိုးမရှိဘူးနှစ်သက်တယ်မနှစ်သက်ဘူးလေးခွန်းရှိသွားပြီနော်နောက်နှစ်ခွန်းပဲမြတ်စွာဘုရားပြောတယ်တဲ့ဒီလေးခွန်းလုံးဝရှောင်တယ်အဲ့တော့ဦးဇင်းတို့စစ်စစ်ကြည့်ရင်ဘာတွေ့တော့ဆိုတော့အကျိုးမရှိတဲ့စကားမြတ်စွာဘုရားမပြောဘူးဆိုတာကိုတွေ့ရတယ်မှန်တော်လည်းပဲအကျိုးမရှိရင်မပြောဘူးမမှန်ဘူးဆိုရင်တော့ဆိုရမရှိဘူးသူများနှစ်သက်တယ်မနှစ်သက်တယ်မပြောဒါစကားလေးခွန်းကိုပယ်လိုက်တာဟုတ်လားစကားလေးခွန်းပြန်ပြောမယ်နော်မမှန်ဘူးအကျိုးမရှိဘူးသူများနှစ်သက်တယ်မနှစ်သက်ဘူးမှန်တယ်အကျိုးမရှိဘူးသူများနှစ်သက်တယ်မနှစ်သက်ဘူးလေးခွန်းနော်အေးမြတ်စွာဘုရားအမင်းရှိတော်မူတဲ့စကားကဘယ်လိုစကားတော့မှန်တယ်အကျိုးရှိတယ်နှစ်သက်တယ်မနှစ်သက်ဘူးဟောသူကတော့နှစ်သက်လဲအခါအားလျော်စွာပြောတဲ့ရင်ပြောတယ်မှန်တယ်အကျိုးရှိတယ်ဆိုရင်မနှစ်သက်လဲပဲအခါအားလျော်စွာပြောတယ်ဟာသူများနှစ်သက်တာမနှစ်သက်တာကိုမြတ်စွာဘုရားဗราဏမထားဘူးဟုတ်မှန်ဖို့လိုတယ်အကျိုးရှိဖို့လိုတယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့အဲ့ဒီမှာတတိထားစရာကောင်းတဲ့အချက်ကဘာလို့ဆိုတော့အချိန်အခါကိုကြည့်ပြီးတော့ဆိုတဲ့စကားကပါတယ်ဟုတ်တိုင်းမှန်တိုင်းအကျိုးရှိတိုင်းလည်းမပြောဘူးဆိုတာလေးကပါလာတယ်ဟုတ်တယ်မဟုတ်လားဟုတ်တယ်ကွာအကျိုးလည်းရှိတယ်ကွာမပြောတဲ့အချိန်ပြောလို့ရှိရင်အဲ့ဒီအကျိုးရှိတယ်ဆိုတာကြီးကအကျိုးမရှိဘူးဆိုတာဖြစ်သွားနိုင်တယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့မြတ်စွာဘုရားကအဲ့ဒီမှာဒီနောက်ပြောတဲ့စကားနှစ်ခွန်းကိုမြတ်စွာဘုရားအခါအားလျော်စွာကြည့်ပြီးတော့ပြောတယ်ဘာကြောင့်လဲဆိုတော့တတ္တဝါတွေကိုတနာလို့မြတ်စွာဘုရားအဲ့လိုမိန့်ရှိတယ်နော်ဒီကလေးပါဇက်ထဲကတစ်သားအတူအစကိုဆွဲထုတ်ရမယ်ငိုးလဲထုတ်ရမယ်သွေးထွက်လဲထုတ်ရမယ်ဘာဖြစ်လို့လဲဒီကလေးကိုတနာလို့အဲ့လိုဖြေလိုက်တဲ့အခါကျတော့အဘေယမင်းသားကအယံသဘောကျတယ်နော်တော်တော်ကိုသူ့စိတ်ထဲမှာသဘောကျသွားတယ်မဖော်ပြနိုင်လောက်အောင်သဘောကျတယ်အဲ့ဒါနဲ့သူကမေးတာမြတ်စွာဘုရားတဲ့မြတ်စွာဘုရားစီကိုတော့ယဟန်ပညာရှိလူပညာရှိပုံနာပညာရှိမင်းပညာရှိအမျိုးမျိုးသောပညာရှိအမိခံတဲ့ပုဂ္ဂိုလ်တွေကတချို့ဆိုရင်အနှစ်နှစ်အလလဘလို့ပြဿနာတွေကိုမေးမယ်ဆိုပြီးတော့ကြံစီစဉ်းစားပြီးတော့လာကြတာဒီပုဂ္ဂိုလ်အလွန်နာမည်ကြီးတယ်အလွန်သိတယ်လို့ပြောတယ်ဘုရားလို့လည်းဝန်ခံတယ်အဲ့တော့မေးမယ်ဆိုပြီးတော့အမျိုးမျိုးလာကြတာတဲ့ပြဿနာတွေကိုအချင်းအကြာကြီးကစီစဉ်ပြီးတော့လာမေးကြတာအဲ့ဒါမြတ်စွာဘုရားဒီကြောင့်မြတ်စွာဘုရားအကုန်လုံးဖြေရှင်းလိုက်နိုင်တာကြီးပဲပေါ့အဲ့ဒါမြတ်စွာဘုရားကဘယ်သူကဘလို့တွေမေးရင်တော့ငါဘလို့တွေဖြေလိုက်မယ်ဆိုတော့ကြိုတင်ပြီးတော့ကြံစီထားတာများရှိပါသလားလို့မေးတာအဲ့ဒီအချက်လေးကိုပြောချင်တာနော်တပည့်ညုတညာရဲ့အစွမ်းကိုပြောချင်လို့အဲ့ဒါလေးကိုပြောပြတာပါဟုတ်လားမြတ်စွာဘုရားမှာကြိုတင်ပြီးတော့စဉ်းစားထားတာစီစဉ်ထားတာများရှိပါသလားလို့မေးတာမေးတော့မြတ်စွာဘုရားအဲ့ဒါကိုလည်းဥပမာနဲ့ပြန်ပြီးတော့ပဲရှင်းပြတယ်အဲ့လိုဆိုရင်မင်းသားတဲ့မင်းကငါမေးမယ်ဩမင်းဒီယထာတွေနဲ့ပတ်သက်ပြီးတော့အလုံးကျွမ်းကျင်သလားတဲ့ကျွမ်းကျင်ပါတယ်ဗျာနော်မြင်းဆွဲတဲ့နောက်ကမြင်းယထာပေါ့နော်အဲ့လိုဆိုလို့ရှိရင်နော်ယထာနဲ့ပတ်သက်ပြီးတော့မင်းကအကုန်လုံးကျွမ်းကျင်လိမ္မာနေတဲ့တိနေတဲ့နားလည်နေဆိုရင်တစုံတစ်ယောက်ကဒီယထာနဲ့ပတ်သက်ပြီးတော့ဒါကဘာခေါ်လဲဒါကဘာလုပ်တယ်ဒါကိုဘယ်လိုလုပ်ထားတာလဲလို့တစုံတစ်ရာလာမေးမယ်ဆိုရင်မင်းအရန်တယ်ပဲပြောနိုင်တယ်မဟုတ်လားတဲ့ဟုတ်ပါပြောနိုင်ပါတယ်ဘာမှကြိုတင်ပြီးတော့စဉ်းစားစရာမလိုသူအကုန်လုံးကျွမ်းကျင်ပြီးသားဒီယထာနဲ့ပတ်သက်ပြီးတော့ဘယ်သူကဘယ်လိုလာမေးတော့ငါဘယ်လိုပြောမှာပဲလို့သူ့မှာစဉ်းစားနေစရာမလိုမေးလာတော့မှဖြေလိုက်ရုံပဲဟုတ်လားဘာဖြစ်လို့တော့နဲ့တပည့်တော်ကယထာရဲ့အကြောင်းကိုအကုန်လုံးခေစီတွင်းကြသိထားလို့ပါတဲ့အေးတဲ့အဲ့လိုပဲငါလည်းပဲဟောဒီလောကကြီးမှာဓမ္မဓာတ်တွေကိုငါအကုန်လုံးသိထားတယ်တဲ့ဒါကြောင့်ဘယ်သူကဘယ်လိုမေးရင်ငါဘယ်လိုစဉ်းစားမယ်လို့ငါမှစဉ်းစားတယ်ဟာကျွတ်တင်ပြီးတော့တွေးစရာမလိုတဲ့ဓမ္မဓာတ်ကိုငါအကုန်လုံးကျွမ်းကျင်ထားတယ်လိမ္မာထားတယ်အဲ့ဒါပါလေလို့မေးရင်တပည့်ညုတညာပဲဟုတ်ရဲ့လားဒါဦးဇင်းတို့ကပြောဖို့ကိုယ်အနေထားနဲ့အလွန်အလှမ်းဝေးတဲ့အနေထားကိုပြောတာပါဟုတ်လားသို့တော်လည်းပဲစာထဲမှာပါတာလေးတွေကိုနော်ဒီလောက်လေးပြောပြရင်လည်းပဲဒီလောက်လေးတော့နားလည်ရင်လည်းပဲဒီလောက်လေးနဲ့တန်တဲ့အကျိုးတော့ရှားမှာပေါ့ဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့မြတ်စွာဘုရားအဲ့လိုပြောပြတော့နော်အဘယမင်းသားကတရဏဂုံတည်တယ်လို့ဒီလိုမျိုးနော်မှတ်တမ်းတင်ပြီးတော့အဲ့ဒါကိုဦးဇင်းတို့အဘယရာဇကုမာရတုတ်တန်ဆိုပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်ဟုတ်ရဲ့လား
အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုကိုကစဉ်းစားပြီးတော့ဗုဒ္ဓနုတ္တိဘာဝနာကိုယ်တန်တာမှာမြင့်မြတ်စွာဖြစ်ခြင်းနဲ့ဆိုရင်မြတ်စွာဘုရားရဲ့ဂုဏ်တွေအည်အသွေးတွေကိုဘာလို့ထားဖို့လို့တော့သင်ယူထားဖို့လိုတယ်အခုဘုန်းဘုန်းတို့ပြောတာတွေကိုပြန်ပြီးတော့ဖွင့်ပြီးတော့နားထောင်ကြည့်မယ်ဆိုရင်ဒါသင်ယူခြင်းတစ်မျိုးပဲဒါကြောင့်ထက်ခါဥစဉ်ပြောတာမရှိဘူးဒီမှာအတန်ဖန်ထားတာရှိတာနောက်ထပ်ပြောဦးမယ်နောက်စဉ်းစားစရာအလွန်ကောင်းတဲ့အာရစရာအလွန်ကောင်းတဲ့မြတ်စွာဘုရားဂုဏ်အဲ့ဒါကိုဦးဇင်းတို့ခငယ်ငယ်တည်းကစအရန်သဘောကျတယ်ပေါ့နော်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်စတုကနိပတ်ထဲမှာဝေတာရိစသုတ်တံဆိုတော့သုတ်တံလေးတစ်ပုဒ်ရှိတယ်နောက်ဘုံဘုံတို့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကနော်ပါကျုပ်စတော်ဘုရားကြီးရဲ့အကြောင်းမှာနော်မြတ်ဘုရားအံ့ဘွယ်၄ပါးမြတ်ဘုရားရဲရင်တော်မြတ်ဘုရားဤအံ့ဘွယ်၄ပါးဆိုတရားကောင်းစဉ်နဲ့တရားတစ်ပုဒ်ဟောတာရှိတယ်နော်ရဲရင်တော်မြတ်ဘုရားဤအံ့ဘွယ်၄ပါးအခုရဲရင်တော်မြတ်ဘုရားဆိုတာဒီဝေတာရိစဂုံကိုဝေတာရိစသုတ်တံကိုကြည့်ပြီးတော့ပြောတာအဲ့ဒါလေးကိုအနှစ်ချုပ်ပြီးတော့ပြောပြမယ်မြတ်စွာဘုရားရဲ့ဂုံကိုစဉ်းစားခြင်းတဲ့ပုံကိုယ်တွေဆင်ခြင်ပြီးတော့နော်အလွန်မြင့်မြတ်တဲ့စိတ်ဖြစ်ခြင်းတဲ့လူတွေဘုရားကြောင့်စဉ်းစားတာအလွန်မြင့်မြတ်တဲ့စိတ်ပဲနော်စဉ်းစားတော့ဦးဇင်းကတော့အပေါ်ယံလေးတွေလည်းပြောခြင်းတယ်အလွန်ယုံမာတဲ့လူအကြောင်းစဉ်းစားရင်ဘယ်လိုဖြစ်တော့အလွန်ယုံမာတဲ့စိတ်တွေပဲဖြစ်တတ်တယ်ဟုတ်တယ်မဟုတ်လားမကောင်းတဲ့လူအကြောင်းစဉ်းစားနော်မကောင်းတဲ့စိတ်တွေပဲဖြစ်လာတာနော်ကောင်းတဲ့လူအကြောင်းစဉ်းစားဘယ်လိုဖြစ်တော့ကောင်းတဲ့စိတ်တွေပဲဖြစ်လာတာဒါပါလေအလွန်စဉ်းစားတယ်ကောင်းတယ်ဟုတ်လားအဲ့လိုပဲမြတ်စွာဘုရားတော့ကောင်းတဲ့လူကောင်းတဲ့ဆိုတာမရှိဘူးနော်ဒါကြောင့်မြတ်စွာဘုရားရဲ့အကြောင်းကိုစဉ်းစားဆင်ခြင်ခြင်းဟာအလွန်ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်နေတာဟုတ်လားအခုအဲ့ဒါကိုရည်မှန်းပြီးတော့ပြောမယ်နော်ဝေတာရိစဆိုတာနော်ရဲရင်ခြင်းလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားလောက်ရဲရင်တယ်ဆိုတာကမ္ဘာလောကမှာဘယ်သူမှမရှိဘူးမြတ်စွာဘုရားမှာရဲရင်ကြောင်းတရားတွေနဲ့ပြည့်စုံလို့မြတ်စွာဘုရားရဲရင်တယ်တဲ့ဘယ်လိုပိဋကပဲရောက်မြတ်စွာဘုရားမှာနော်ထိတ်လန့်တယ်တုန်လှုပ်တယ်ယွန့်တယ်ဆိုတာမျိုးမရှိဘူးဘာလို့တော့ဆိုတော့မြတ်စွာဘုရားမှာရဲရင်ကြောင်းတရားတွေရှိနေလို့တဲ့အတိရှိကြောင်းတရားတွေရှိနေတယ်အဲ့မှာဝေတာရိစဉာဏ်၄ပါးအဲ့ဒီမှာဟောတာအဲ့ဝေတာရိစဉာဏ်၄ပါးကနံပါတ်1ဘာပြောတော့နော်နံပါတ်1ဉာဏ်ကိုအသေးသေးလေးရှင်းပြရင်နောက်ထပ်ကျန်တဲ့3ပါးကိုပိဿတို့လွယ်လွယ်နဲ့သိနိုင်တယ်အဲ့ဒါဘာပြောတော့ဆိုတော့သမ္မာသမ္ဗုဒ္ဓတ္တိပဋိဇာနာတောဣမေဓမ္မာအနာဘိသမ္ဗုဒ္ဓတိတတရဝတ္တမံသမနောဝပြမနောဝဒေဝဝမာရောဝပြမဝကောစီဝလောကတမေသာဓမေနပတိသောတိတတိနိမိတမေတံဘိက္ခွေနာသမနုပတ္တမိဣတမံဘိက္ခွေနိမိတံအသမနုပတ္တံတောခေမပတ္တောအဘယပတ္တောဝေတာရိဇပတ္တောဝိဟရာမိပထမတစ်ပိုက်အတိပ္ပယ်ကဘာပြောတော့ယဟန်တို့တဲ့ငါကအလုံးစုံသောတရားကိုသိတယ်လို့ဝန်ခံနေတဲ့သမ္မာသမ္ဗုဒ္ဓတ္တိပရိဇာနာတောတလောကလုံးမြတ်စွာဘုရားဝန်ခံတယ်ငါအကုန်သိတယ်လို့မြတ်စွာဘုရားကိုရဲဝန်ခံနေတဲ့အဲ့လိုဝန်ခံထားတာကိုကျန်တဲ့နတ်တွေလူတွေပြမာတွေကအရှင်ဘုရားအကုန်သိတယ်လို့ဝန်ခံတယ်နော်ဒါပေမဲ့ဒီတရားလေးကိုတော့အရှင်ဘုရားမသိပါဘူးလို့အကြောင်းယုတ်တိခိုင်မာမာနဲ့ငါ့ကိုလာပြီးတော့ပြောစရာအကြောင်းမရှိဘူးတဲ့နော်တဟဓမေနပတိသောတိတတိနိမိတမေတံဘိက္ခွေနာသမနုပတ္တမိအကြောင်းယုတ်တိခိုင်မာမာနဲ့ငါ့ကိုလာပြောစရာငါမမြင်ဘူးတဲ့အထောက်အထားခိုင်လုံနဲ့လာပြောလို့မရအောင်မြတ်စွာဘုရားကိုဒါလေးတော့မြတ်စွာဘုရားမသိပါဘူးလို့အကြောင်းယုတ်တိတော့ခိုင်မာရှိမှာနော်ဆွဲလို့တဲ့သဘောနဲ့ရှောက်ပြောရင်တော့ပြောရင်ပြောဘောဒါကတော့ပြောရင်ပြောလို့ရတာပဲလေဟုတ်လားဒါပေမဲ့ပြောတဲ့စကားဘယ်လိုရှိရမလဲအကြောင်းယုတ်တိခိုင်မာရှိရမယ်သာဟဓမ္မေနပတိသောတိတတိဟုတ်လားအဲ့လိုမျိုးပြောစရာအကြောင်းမြတ်စွာဘုရားမမြင်ဘူးတဲ့ဘယ်သူမှငါ့ကိုအရှင်ဘုရားဒါတွေကိုမသိပါဘူးလို့သိတယ်လို့ဝန်ခံတဲ့ငါ့ကိုဒါမသိပါဘူးလို့ခိုင်လုံပြောစရာလူထဲမှာနတ်ထဲမှာပြမထဲမှာတယောက်မှမမြင်ဘူးတဲ့အဲ့ဒါကြောင့်မလို့ငါခေမပတ္တောအဘယပတ္တောဝေတာရိဇပတ္တောဝေရာမိငြိမ်ငြိမ်ချမ်းချမ်းဘေးကင်းရန်ကင်းရဲရဲရှင်းရှင်းလောကကြီးမှာငါနေနေတာတဲ့ဟုတ်လားခေမပတ္တောငြိမ်ချမ်းသည်ဖြစ်၍အဘယပတ္တောဘေးကင်းသည်ဖြစ်၍ဟုတ်လားဝေတာရိဇပတ္တောရဲရင်ချင်းတို့ရောက်သည်ဖြစ်၍ဝေရာမိနေတယ်တဲ့နော်အလုံးကိုသိတယ်လို့ရဲဝန်ခံထားတာတဲ့ဘယ်သူမှအဲ့ဒါမသိပါဘူးလို့လာပြီးတော့ပြောနိုင်ဆိုနိုင်တဲ့လူတယောက်မှမရှိဘူးတဲ့။ gain နော်ဒီလိုဟောပြောချက်မျိုးကိုဘယ်ဘာသာထဲမှာတွေ့ရဘူးလဲလို့စဉ်းစားကြည့်နော်။ဒါကြောင့်ဦးဇင်းတို့ပရိယတ္တိစာပေမြတ်စွာဘုရားရဲ့ဒေသနာတွေကိုအများကြီးသင်ထားတယ်သိထားတယ်နားလည်ထားတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုတကက်လှိုက်လဲကြည်ညိုတဲ့စိတ်ယုံကြည်တဲ့စိတ်ကဖြစ်ကိုဖြစ်မှာပဲ။သဘောပေါက်ရဲ့လား။ဒါကဦးဇင်းတို့ဝေတာရိဇဉာဏ်တစ်ပါးနော်အားလုံးကိုသိတယ်လို့ဝန်ခံတဲ့မြတ်စွာဘုရားကိုမသိပါဘူးလို့အကြောင်းယုတ်တိခိုင်မာနဲ့ပြောနိုင်တဲ့လူတလူမှမရှိဘူး။နောက်နံပါတ်2ဝေတာရိဇဉာဏ်ပါတော့
ခိနာတောတတ္တိပရိဇာနာတောဣမေအာတဝအနာဘိခိနာတောတတ္တိပရိဇာနာတောအာသောတရားကုန်တယ်လို့ဝန်ခံတဲ့အရှင်ဘုရားကိုတဲ့ဒီအာသောတရားလေးတော့ကြံပါသေးတယ်ဣမေအာတဝအပရိခိနာဒါလေးကိုတော့အရှင်ဘုရားမပယ်ရသေးပါဘူးလို့ဟောအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ဘယ်လူဘယ်နဲ့ဘယ်မှာဘယ်မှာကမှမြတ်စွာဘုရားလာပြီးတော့ဆွဆွဲနိုင်ကြအကြောင်းမရှိဘူးတဲ့မြတ်စွာဘုရားသူ့ကိုယ်သူနော်ကိလေသာအာသောကင်းတယ်လို့ဝန်ခံတယ်နော်လူချင်းမမမရှိဘူးမချင်းတတ်မှုမရှိဘူးမသိတာဘာမှမရှိဘူးအာသောတရားအကုန်ကုန်တယ်ပေါ့အဲ့ဒါကိုအာသောတရားမကုန်ပါဘူးလို့ဘယ်သူမှလာပြီးတော့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့မပြောနိုင်ဘူးအဲ့ဒါကြောင့်လည်းမြတ်စွာဘုရားခေမပတ်တော်အဘယပတ်တော်ဝေတာရိဇပတ်တော်ဝေရမိငြိမ်ငြိမ်ချမ်းချမ်းဘေကင်းရန်ကင်းရဲရဲရှင်းရှင်းနေနေတာတဲ့နှစ်ချက်ရှိတော့နှစ်ချက်ရှိသွားတယ်နော်အလုံးစုံကိုသိတယ်ဟုတ်လားအာသောတရားကုန်တယ်သင်္သာတော့အလုံးစုံကိုသိတယ်ဆိုတာဒါတမ္မာသမ္ဗုဒ္ဓဂုံပဲအာသောတရားကုန်တယ်ဆိုတာအရဟံဂုံပဲဒါကြောင့်ဦးဇင်းကအရဟံဂုံနဲ့တမ္မာသမ္ဗုဒ္ဓဂုံအကြောင်းကောင်းကောင်းသိရင်ရတယ်လို့ပြောတာသဘောပေါက်ရဲ့လားဒီသေးပဲသွားပြီးတော့ဝင်နေတာနော်နောက်ညနှစ်ခုကဘာပြောတော့ဆိုတော့ရေခောပနာတေအန္တရာယိကဓမ္မဟုတ်တာတေပတိတေဝတောနာလအန္တရာယာတိဓမ္မာတိဒီတရားတွေကအန္တရာယ်ရှိတယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်တဲ့ဒါတွေကိုမလုံးနဲ့ဒါလို့ရင်နတ်ပြည်ရောက်ဖို့အတွက်အန္တရာယ်ရှိတယ်မဉ္ဇဉ်ဖွဉ္ဇဉ်ရဖို့အတွက်အန္တရာယ်ရှိတယ်သူတို့ကအတားအဆီးတွေပဲအဲ့လိုမြတ်စွာဘုရားအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားတွေရှိတယ်အဲ့ဒါတွေကိုအန္တရာယ်မရှိပါဘူးလို့ဘယ်သူမှအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့လာပြီးတော့စောရကမတက်နိုင်ဘူးတဲ့မြတ်စွာဘုရားကအန္တရာယ်ရှိတယ်လို့ဟောထားရင်အဲ့ဒါတကယ်ကိုအန္တရာယ်ရှိတယ်တဲ့သတိထားဖို့အရန်အရေးကြီးတယ်လို့ဆိုရင်ပါတယ်ဟုတ်လားမြတ်စွာဘုရားကအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားဟာအန္တရာယ်တကယ်ရှိတယ်အန္တရာယ်ဆိုတာဘာကိုပြောတာတော့အဓိကတော့မဉ္ဇဉ်ပုံဉ္ဇဉ်ရခြင်းရဲ့အန္တရာယ်ပေါ့နော်ဟုတ်လားနတ်ပြည်ကိုတောင်မရောက်အောင်တားမယ်ဆိုရင်မဉ္ဇဉ်ပုံဉ္ဇဉ်တားဖို့ဆိုတာကတော့ပို့ပြီးတော့တင်ရှားသွားတာပေါ့ဟုတ်လားအဲ့လိုမျိုးအန္တရာယိကဓမ္မအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားတွေကိုအန္တရာယ်မရှိပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာနဲ့ဘယ်သူမှလာပြီးတော့ဆောရကမတက်နိုင်အောင်အဲ့ဒါကြောင့်လည်းမြတ်စွာဘုရားဟာငြိမ်ငြိမ်ချမ်းချမ်းဘေကင်းရန်ကင်းရဲရဲရှင်းရှင်းနေရတယ်တဲ့ဟုတ်လားနောက်3ခု4ခုမြောက်ညာ4ခုမြောက်ညာကဘာပြောတော့နေယန္တိကဓမ္မယတ္တခောပနတိအထာယဓမ္မောဒေတိတောသောနနေယတိတက္ကရတတမ္မာဒုက္ခခယာတိဝရမိနောက်အရှင်ဘုရားကဒီတရားတွေကိုကျင့်လို့ရှိရင်ဒီဆင်းရဲတဲ့ဝိဒုက္ခကနေလွတ်မြောက်လိမ့်မယ်ဆိုပြီးတော့နေယန္တိကဓမ္မလွတ်မြောက်ကြောင်းတရားထွက်မြောက်ကြောင်းတရားဒုက္ခကထွက်မြောက်ကြောင်းတရားဟောထားတယ်အဲ့ဒါဟာထွက်မြောက်ကြောင်းတရားအစစ်မဟုတ်ပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ဘယ်သူကမှလာပြီးတော့ဆောရကမတက်နိုင်ဘူးတဲ့အဲ့ဒါကြောင့်မို့လည်းပဲရဲရဲဝံ့ဝံ့မြတ်စွာဘုရားနေရတယ်တဲ့နော်ဝေတာရိဇညာ၄ပါးနော်အလုံးစုံကိုသိတယ်ကိလေသာအာသောကုန်တယ်အန္တရာယ်ရှိမယ်ဆိုတဲ့တရားအန္တရာယ်တကယ်ရှိတယ်လွတ်မြောက်မယ်ဆိုတဲ့တရားတကယ်လွတ်မြောက်သွားလိမ့်မယ်အယံပြည့်စုံတယ်လို့အစဉ်စိတ်ထဲမှာခံစားရတယ်နော်ဒီသုတ္တဟာမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့အယံဝမ်းသာစရာကောင်းတယ်ပေါ့နော်မြတ်စွာဘုရားသူ့ရဲ့ပင်ကိုအည်အသွေးရပါပြောမလို့အလုံးကိုသိတယ်ကိလေသာငြိမ့်တယ်နောက်တတ္တဝါတွေအနေအထားနဲ့နော်သူပြောပြခဲ့တဲ့စကားတွေနဲ့ပတ်သက်ပြီးတော့လဲတာဝန်ယူမှုအပြည့်ရှိတယ်အနေရှိတယ်ဆိုတဲ့တရားတကယ်အနေရှိတယ်လွတ်မြောက်သွားစေလိမ့်မယ်ဒါကိုသာလို့တကယ်ဒုက္ခငြိမ်းသွားစေမယ်ဆိုတဲ့တရားတကယ်ဒုက္ခငြိမ်းစေလိမ့်မယ်အလုံးမအနှစ်သာရပြည့်ဝတယ်နော်အနှစ်ချုပ်ကလေးလို့တောင်ပြောလို့ရတယ်ဟုတ်လားအနေရှိရဆိုတဲ့တရားအနေရှိရနော်အကုသိုလ်တွေဒုက္ခပေးမှာဟုတ်လားလွတ်မြောက်ကြောင်းတရားဆိုရင်တကယ်လွတ်မြောက်သွားလိမ့်မယ်အဲ့တော့အနေရှိတယ်ဆိုတဲ့တရားကိုလည်းပဲအနေရှိတယ်လို့စိတ်ထဲမှာပို့ပြီးတော့ယုံကြည်မှုတရားဓမ္မတို့အချင်းတို့မှာထက်သန်လာတယ်ဟုတ်တယ်မို့လားဒါကိုစဉ်းစားလိုက်ခြင်းအဖြစ်တော့လွတ်မြောက်ကြောင်းတရားရဲ့ပုံမှာအော်မြတ်စွာဘုရားဒီလောက်တောင်ဟောထားတာဘယ်သူမှဒါစောတကတက်လို့မရအောင်ကိုယ်စိတ်ထဲအတွေးအထင်နဲ့ရှောက်ပြောမယ်ဆိုရင်တော့ပြောဖို့ဒါကတော့ပဲတန်းနိုင်မယ်တော့သူကဘာပြောတာလဲသဟဓမ္မေနပတိစောတိတတိနိမိတမေတံဘိက္ခွေနသမနုပတ္တမိဟုတ်မှန်တဲ့အကြောင်းပြချက်နဲ့ခိုင်ခိုင်လုံလုံတဘာဝကြကြလာပြီးတော့ဆွဆွဲเสียရတော့ဘယ်သူမှအဲ့လိုမျိုးမလုံးနိုင်ဘူးလို့ပြောထားတာဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြေးတဲ့ပေါင်းသူတော်ကောင်းတို့ဒါပါကိုပြောတော့ဝေတာရိဇညာ၄ပါးဟုတ်လားဘုရားရဲ့ဂုဏ်တော်တွေကိုစဉ်းစားဆင်ခြင်ဖို့ကြိုးစားတဲ့နေရာမှာပထမဥစွာသင်ယူထားဖို့လိုတယ်ဆိုတာလေးကိုဦးဇင်းတို့တွေးမိလို့အကြောင်းအရာတော်တော်များများပြောလိုက်ပါတယ်ဒီနေ့တရားနည်းနည်းရှိသွားပြီဟုတ်လားနော်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့သည်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကြီးစုတော်အကြီးသွေးတော်တွေကိုစဉ်းစားဆင်ခြင်ပြီးတော့ကိုယ့်ရဲ့အစ္ဆဒအတွင်းတဏ္ဍာမှာမြင့်မြတ်တဲ့စိတ်ဓာတ်တွေဖြစ်အောင်ကြိုးစားရင်းနဲ့နောက်ဆုံးမဲ့ညာပုညမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသော
ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း